အဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာနိဂန္ဓနန္ဒဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်ပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်အားကောင်းမောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်သိုးကလေးတစ်ကောင်ကိုနေရွက်ကနေဆွဲပြီးတော့ဝှေ့ရမ်းလိုက်တဲ့လူမျိုးရှေ့တိုးနောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒရေးရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းတယ်တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့စပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ဝှေ့ရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါတမကိုအယူဝါဒရေးရာအမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းတယ်သူကကြုံသွားတာနော်အဲ့ဒီတော့နိဂန္ဓနန္ဒဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တိကသဘောမတူဘူးအရှင်တဲ့ယဟန်ဂေါတမသည်ကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါတမဟာသူများတပည့်ကိုကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖြားယောင်းတဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်ဒီတော့တရားမဟောသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြအောင်စို့နော်ဒီတရားတော်ကိုမဟောကြသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရုံဝန္တိသူကတံဂတိဝိမု dd ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသန္နရမရလောကကရုလူနတ်မြမတတဝါအနန္တတို့ဤကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု dd ံဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရာရှိငါတန်သောဂတိတော်မာလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနံနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာကာယဝစီမနောချီဝေသုံးဤဓာရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားစိတ်တို့ရဲ့အစွမ်းတဲ့ဦးဇင်းတို့ဘယ်ကစပြီးတော့ပြောမှလဲဆိုလို့ရှိရင်တန်ရုပ်ပါဠိတော်ကြီးများမှာလာတဲ့ဂါထာလေးနဲ့စပြီးတော့ပြောကြည့်ရအောင်စိတ်တေနနိယတိလောကောစိတ်တေနပရိကတ္တိစိတ်တတဧကဓမ္မတတဗ္ဗေဝဝတ္တမနကုစိတ်တေနစိတ်တိလောကောလောကကြီးကိုနိယတိဆောင်ထားတယ်စိတ်တေနာစိတ်တိလောကောလောကကြီးကိုပရိကတ္တိဆွဲငင်နေတယ်စိတ်တသာဧကဓမ္မတာတခုတည်းသောတရားဖြစ်သောစိတ်ရဲ့ဝတ္တံအလိုသို့သဗ္ဗေဝအလုံးစုံသာလင်းဖြစ်ကုန်သောတရားတို့သည်အနွကိုအစဉ်လိုက်နေရတယ်
ဒီခါထာလေးမှာစိတ်ရဲ့သဘောတဘာဝအစွမ်းတတ္တိ၃မျိုးလောက်မြတ်စွာဘုရားပြောထားတယ်စိတ်တေနာစိတ်တိလောကောလောကကြီးကိုနိယတိဆောင်ထားတယ်စိတ်ကလောကကြီးကိုဆောင်ထားတယ်တဲ့လောကကြီးတစ်ခုလုံးဟာစိတ်ဆောင်နေလို့ဒီပုံစံလေးဖြစ်နေတာဟုတ်လားဘာဆောင်ထားတယ်စိတ်ဆောင်လို့စိတ်ကဆောင်ထားတာဆောင်နေဆိုတာအတွင်းတန်တန်ကနေအဓိကကြတဲ့အခန်းကဏ္ဍကနေပြီးတော့အထေတရကြီးကိုလဲမသွားအောင်ပြိုမသွားအောင်ဘာလုပ်ထားတယ်ဆောင်ထားတယ်ခုဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကြီးပဲကြည်လိုက်သေပြီဆိုတော့စိတ်မရှိတော့ဘူးလေစိတ်မရှိတော့ပြိုလဲသွားတာပဲဒါကအင်မတန်အပေါ်ယံဆန်တဲ့အတွေ့တစ်ခုပါဦးဇင်းကဟုတ်လားအေးနောက်ထပ်အဓိပ္ပာယ်တစ်ခုစိတ်ကလောကကြီးကိုစောင့်ထားတယ်ဆိုတော့ပစ္စည်းတစ်ခုကိုဒကာဓမ္မတို့တန်တန်မှာကိုယ်နဲ့မကွာစောင့်သွားပြီဆိုရင်အဲ့ဒီပစ္စည်းလေးဟာကိုသွားတဲ့နောက်ပါရတယ်ကိုလက်ခုပ်ထဲကရေကိုဆောင်တဲ့နောက်ကိုသူလိုက်ခဲ့ရတယ်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေဟာစိတ်ရဲ့ဆောင်ခြင်းကိုခံရတယ်နော်အဲ့ဒါဒကာဓမ္မတို့ဦးဇင်းတို့မှမဟုတ်ဘူးဟောဒီရှိသမျှလောကကြီးတစ်ခုလုံးကိုစိတ်ကဆောင်ထားတာဆောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည်ကြည်ပြန့်ပြန့်တွေးသိခြင်းတယ်လောကကြီးတစ်ခုလုံးပြိုလဲမသွားအောင်စိတ်ကဆောင်ထားတာအဓိကကြတဲ့အခန်းကဏ္ဍကနေပြီးတော့စိတ်ကဆောင်ထားတာဒီအဓိပ္ပာယ်နဲ့ပို့ပြီးတော့ရှင်းတာကစိတ်ဒေနာစိတ်တိလောကောလောကကြီးကိုပရိကတတိဆွဲငင်နေတယ်လောကကြီးကိုစိတ်ကဆွဲငင်နေတယ်တဲ့ဆိုလိုတာကစိတ်ဆွဲတဲ့နောက်ကိုလောကကြီးကလိုက်ပါနေရတာယထာကောင်တွေကြီးဆွဲတဲ့နောက်ကိုနောက်တွဲတွေဟာလိုက်ရတာမဟုတ်လားဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းစိတ်ဆွဲတဲ့နောက်ကိုတရွတ်တရွတ်ပါအောင်လိုက်နေရတယ်လို့မျိုးနွားတကောင်ကိုနှစ်ဖားကျိုးချီနှစ်ဖားကျိုးတက်ပြီးတော့ရှေ့ကကျိုးနဲ့ဆွဲသွားတယ်ဆိုရင်ဆွဲတဲ့လူရဲ့နောက်ကိုအဲ့ဒီနွားကလိုက်သွားရတာအဲ့ဒါလိုပဲလောကကြီးတစ်ခုလုံးကိုစိတ်ကနေရှေ့ကနေခေါင်းဆောင်ပြီးတော့ဆွဲသွားတာအဲ့ဒါနောက်ကညှင်းဆန်ခွင့်မရှိဘူးစိတ်ဆွဲတဲ့နောက်ကိုတတ္တဝါတွေဟာလောကကြီးဟာလိုက်ရတာခုစိတ်ကတို့ဇောတနာယာမကြောင့်တဲ့သွားကြစို့လို့ဆွဲခေါ်လာတော့အခုဒီထဲရောက်လာတာမှန်ပါဗျာတကယ်လို့မြန်စိတ်ကလက်ဖက်ရည်ဆိုင်သွားကြစို့လို့ဆွဲခေါ်သွားရင်လက်ဖက်ရည်ဆိုင်ကိုရောက်သွားမှာအဲ့ဒါလိုပဲချက်ထွင်ပြီးတော့စဉ်းစားကြစိတ်ဆွဲတဲ့နောက်ကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟာလိုက်ပါနေကြရတာညှင်းဆန်ခွင့်မရှိဘူးနော်စိတ်တေနာနိယတိလောကောစိတ်တေနာပရိကတတိစိတ်တတာဧကဓမ္မတတဗေဝဝတ္တမနကုစိတ်တတာဧကဓမ္မတတခုရီသောတရားဖြစ်တဲ့ဒီစိတ်ရဲ့ဝတ္တအလိုသို့တဗေဝအလုံးစုံသောအရာတို့သည်အနွကိုအစဉ်လိုက်နေရတယ်စိတ်ရဲ့အလိုလေးကိုပဲအားလုံးကလိုက်နေကြရတာအားလုံးကစိတ်ရဲ့အလိုကိုပဲအလိုလိုက်အကြိုက်ဆောင်ပြီးတော့ပေးနေရတာစိတ်ကဒါဆိုရင်ဒါပဲစိတ်ကဟိုဟာဆိုရင်ဟိုဟာပဲအားလုံးဘာမှမကြံဘူးတဗ္ဗေဝအလုံးစုံသာလင်ဖြစ်ကုန်သောအရာတရားတို့သည်ဧကဓမ္မတစိတ်တတတခုရီသောတရားရဲ့ဝတ္တံအလိုကိုအနွကိုအစဉ်လိုက်နေရတယ်အမြဲလိုက်နေရတယ်စိတ်ကဒါဆိုရင်ဒါပဲစိတ်ကဟိုဟာဆိုရင်ဟိုဟာပဲအဲ့ဒါလောက်စိတ်ဟာလောကကြီးရဲ့အပေါ်မှာတတ္တဝါတွေရဲ့အပေါ်မှာအခရာကြတယ်အရေးကြီးတယ်အဓိကကြတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်သုံးချက်ပြောသွားတာနော်မြတ်စွာဘုရားကလောကကြီးကိုစိတ်ကဆောင်ထားတယ်လောကကြီးဟာစိတ်ဆွဲရာကိုလိုက်ရတယ်လောကကြီးတစ်ခုလုံးဟာစိတ်ရဲ့အလိုကိုပဲအမြဲတမ်းကြည့်ပြီးတော့သူ့သဘောအတိုင်းလုပ်ပေးနေရတယ်အဲ့ဒါစိတ်ရဲ့အစွမ်းတတ္တိကိုဦးဇင်းတို့ဒါဏိဒန်းခြိလိုက်တာပေါ့ဟုတ်လားဒါကြောင့်ဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်စိတ်ကဖန်တီးထားတာစိတ်ကဖန်ဆင်းထားတာစိတ်ဆန်းကျယ်တော့ကံဆန်းကျယ်တယ်ကံဆိုတာအလုတ်ကိုပြောတာနော်စိတ်ဆန်းကျယ်တော့ကံဆန်းကျယ်တယ်လှုပ်တာတွေပြောတာတွေတွေးတာတွေဆန်းကျယ်သွားတာပေါ့ကံဆန်းကျယ်တော့အကျိုးပေးတွေဆန်းကျယ်တယ်ဟုတ်လားအဲ့ဒီတော့စိတ်ဟာဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာ
အခရာကြာလွန်းလို့စိတ်ညစ်ရင်ဘဝညစ်တယ်စိတ်ဖြူရင်ဘဝဖြူတယ်ဟုတ်လားစိတ်ပူရင်ဘဝပူတယ်အဲ့ဒါလိုပဲစိတ်ရှုပ်ရင်ဘဝရှုပ်တယ်စိတ်ရှင်းရင်ဘဝရှင်းတယ်စိတ်ကမြင့်တယ်ဆိုရင်ဘဝမြင့်တယ်စိတ်ကနှိမ့်ကြနေတယ်ဆိုရင်တော့ဘဝတွေဟာနှိမ့်ကြနေအောင်မှာပဲတန်ချက်ဆက်လေးနည်းနည်းလောက်တင်ပေးပါအောင်ဗျာအဲ့ဒီတော့စိတ်ဟာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအရေးပါအရာရောက်လွန်းတဲ့နေရာကနေပြီးတော့ပါဝင်ပတ်သက်နေတယ်ဟုတ်ရလားဒါကြောင့်စိတ်နဲ့ပတ်သက်ပြီးတော့စိတ်တည်တာလင်အကျိုးကြီးတဲ့နေရာမှာလည်းပဲအကောင်းဆုံးစိတ်တည်တာလင်ဆိုးတဲ့နေရာမှာလည်းပဲအပြစ်အကြီးဆုံးဟုတ်လားအဲ့တော့ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုယ်တော်တိုင်ဖြေရှင်းခဲ့ရတဲ့ပြဿနာလေးတစ်ခုကိုပြောပြခြင်းတယ်ဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနာလန္ဒမြို့ပါဝါရိကတရဥယျာဉ်မှာတည်င်းသုံးတော့အဲ့ဒီနာလန္ဒမြို့ကိုအခြေချပြီးတော့နေတဲ့နိကန္ထနာတပုဒ္ဒဒိဋ္ဌိဆရာကြီး6ယောက်ထဲက1ယောက်အပါဝင်ပေါ့နော်အဲ့ဒီဒိဋ္ဌိဆရာကြီးရဲ့တပည့်ဖြစ်တဲ့ဒီကတပတ်တိတဲ့ဒီကဆိုတာရှီလျားတာတပတ်တိဆိုတာကအကျင့်အကျင့်တွေကိုအကြာကြီးကျင့်ခဲ့ပြီးပြီဖြစ်တဲ့တပည့်1ယောက်ပေါ့နိကန္ထနာတပုဒ္ဒဆရာကြီးရဲ့တပည့်ပေါ့နော်အဲ့ဒီကတပတ်တိဆိုတဲ့တပည့်ကတနေ့တော့မြတ်စွာဘုရားစီကိုရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားရှိမှရှိခိုးတာတွေဝှချတာတွေမရှိဘူးမတ်တက်ရက်ပြီးတော့နေတော့မြတ်စွာဘုရားကဒီကတပတ်တိနေရာတွေရှိတယ်ထိုင်လို့တဲ့ဆန္ဒရှိရင်ထိုင်ပါအဲ့ဒီတော့သူထိုင်နေအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုမေးတယ်ဒီကတပတ်တိတဲ့သင်တို့ရဲ့ဆရာနိကန္ဒနာတပုဒ္ဒကအပြစ်တွေမှာမကောင်းမှုမှာကံဘယ်နှမျိုးလောက်တတ်မှတ်တယ်လေတဲ့ရှင်ဂေါတမကျွန်ုပ်တို့ရဲ့ဆရာကကံလို့တတ်မှတ်တဲ့သဘောမရှိဘူးဒံလို့တတ်မှတ်တဲ့သဘောရှိတယ်တဲ့ဘယ်လိုတတ်မှတ်တယ်အေးဒံနဲ့အဲ့ဒီဒံကိုဘယ်နှမျိုးတတ်မှတ်တယ်လဲ၃မျိုးတတ်မှတ်ပါတယ်ကာယဒံရဲ့ဝစီဒံရဲ့မနောဒံရဲ့လို့ဒံကို၃မျိုးတတ်မှတ်တယ်တဲ့ကိုယ်နဲ့အပြစ်ကိုပြုရင်ကာယဒံပေါ့နှုတ်နဲ့အပြစ်တွေပြောရင်ဝစီဒံပေါ့စိတ်နဲ့မကောင်းတာတွေကြံရင်မနောဒံပေါ့အဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီဒံ၃ပါးထဲမှာဘယ်ဒံဟာအပြစ်ကြီးဆုံးလို့သတ်မှတ်လဲတဲ့မှန်ပါတဲ့အဲ့ဒီဒံ၃ပါးထဲမှာကာယဒံကိုအပြစ်အကြီးဆုံးလို့ကျွန်ုပ်တို့ရဲ့ဆရာကြီးကသတ်မှတ်ပါတယ်တဲ့အဲ့ဒီစကားကိုမြတ်စွာဘုရားက၃ချိန်တိတိမေးတယ်ခိုင်မြဲသွားအောင်လို့နော်ကာယဒံကိုအပြစ်ကြီးဆုံးလို့သတ်မှတ်တယ်လို့သင်ပြောလိုက်သလားမှန်မှန်ပြောလိုက်တယ်အဲ့ဒါ၃ချိန်တိုင်တိုင်မေးတယ်မေးပြီးတော့မြတ်စွာဘုရားဒီတိုင်းနေအဲ့ဒါကိုဒီကတပတ်တိကမြတ်စွာဘုရားနီးတူပဲမြတ်စွာဘုရားကိုပြန်လှမ်းပြီးတော့မေးခွန်းထုတ်တယ်အရှင်နဲ့အရှင်ရဲ့အဆုံးအမမှာလည်းပဲမကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြန်သတ်မှတ်ပါတယ်လဲလို့မေးတယ်မေးတော့ငါကတော့ဒံလို့မသတ်မှတ်ဘူးကံလို့သတ်မှတ်တယ်တဲ့ကံလို့သတ်မှတ်တယ်ဆိုရင်အရှင်ဘုရားတဲ့ကံကိုဘယ်နှမျိုးလောက်သတ်မှတ်လဲကာယနဲ့မကောင်းတာပြုမယ်ဆိုရင်ကာယကံနှုတ်နဲ့ပြောမယ်ဆိုရင်ဝစီကံစိတ်နဲ့ကြံမယ်ဆိုရင်တော့မနောကံလို့ကံ၃မျိုးငါသတ်မှတ်တယ်တဲ့အဲ့ဒီကံ၃မျိုးမှာလည်းပဲအဘယ်ကံဟာအပြစ်ကြီးဆုံးလို့အရှင်သတ်မှတ်ပါတယ်လေမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်တယ်တဲ့အဲ့ဒါကိုလည်းသူကဖျားနေသူ၃ချိန်ပြန်မေးတယ်မနောကံကိုအပြစ်ကြီးဆုံးလို့အရှင်ဂေါတမပြောလိုက်သလားဟုတ်တယ်ငါပြောလိုက်တယ်၃ချိန်မေးတယ်အဲ့ဒါလိုပြောဆိုဆွေးနွေးပြီးတော့ဒီကတပတ်တိကနေရာကထသွားရောသွားပြီးတော့သူ့ဆရာကြီးရှိတဲ့နေရာရောက်ဆရာကြီးတွေရောက်တော့ပိဋကတ်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပိဋကတ်နာလန္ဒမြို့ရဲ့မြို့မြင့်တဲ့ဘုန်းကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်တိကရောက်သွားတော့မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူ့ဆရာကြီးကိုတင်ပြတယ်ယဟန်ဂေါတမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်ကောင်းပြီစွာ
သင်ဟာပြောသင့်ပြောလိုက်တာကိုပြောခဲ့ပေတယ်ယဟန်ဂေါတမမဟုတ်တာတွေလျှောက်ပြောတယ်ဘယ်နဲ့အကောင်အထည်ရှာမရတဲ့မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုယ်ဒီလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ်ဒီလောက်လွယ်တဲ့သိလွယ်တဲ့ကိစ္စကိုပဲမှားမှားယွင်းယွင်းမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်မှသတ်မှတ်ပလေတယ်လို့မြတ်စွာဘုရားကိုရှုံချအဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကိုဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်ပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်အားကောင်းမောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်သိုးကလေးတစ်ကောင်ကိုနေရွက်ကနေဆွဲပြီးတော့ဖွေရမ်းလိုက်တဲ့လူမျိုးရှေ့တိုးနောက်ဆုတ်လှုပ်လိုက်တဲ့လူမျိုးအယူဝါဒရေးရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းတယ်တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့ဇပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ဖွေရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါတမကိုအယူဝါဒရေးရာအမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းတယ်သူကကြုံသွားတာနော်အဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တိကသဘောမတူဘူးအရှင်နဲ့ယဟန်ဂေါတမသည်ကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါတမဟာသူများတပည့်ကိုကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖြားယောင်းနဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်တဲ့အရှင်ရဲ့အားကိုးရတဲ့တခါတယောက်သူများလက်ထဲပါသွားမှာဆိုးလို့သဘောမတူအဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ဂေါတမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဘူးဖြစ်ချင်းဖြစ်ရင်ယဟန်ဂေါတမဒီပင်နဲ့ဥပါလိတကြွယ်ရဲ့တပည့်ဖြစ်เสียအကြောင်းရှိယုံကြည်တယ်နော်သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလိကလည်းနောက်ပါအချမ်းရံနေချမ်းရံပြီးတော့မြတ်စွာဘုရားသည်ကိုခြိတက်သွားရောမြတ်စွာဘုရားသည်ရောက်တော့သူလည်းရှိမခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှိမှတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့အရှင်ဘုရားဒီကတပတ်တိနဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိန့်ရှိတော့အရှင်ဘုရားတဲ့ဒီကတပတ်တိပြောတာကောင်းပါပြီစွာဘယ်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွယ်တဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီးမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြည်ဟုတ်လားသစ္စာမှာတီးမယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားပါဗျာတပည့်တော်ယုတ်တိယုတ်တာရှိတယ်သဘာဝစိုက်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံအဲ့ဒီလိုနဲ့ပြောကြရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွယ်တဲ့သင်တို့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကရေအေးကိုပယ်ရမယ်လို့ဟောတယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးကောင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုသုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ယူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမသုံးခြင်းပဲနဲ့သုံးပြီးတော့ရေအေးကိုတောင်းတရင်းနဲ့သေသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့သေတဲ့အတွက်ကြောင့်ဖြစ်တဲ့နတ်တစ်မျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျတို့ဆရာကြီးကဟောပါတယ်ဘာဖြစ်လို့အဲ့ဒါလိုနတ်ဖြစ်တယ်လဲဆိုစိတ်ဆွဲလန်းပြီးတော့သေတဲ့အတွက်ကြောင့်နတ်ဖြစ်တာပါအဲ့ဒီလိုဆိုရင်စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွားဟုတ်လားအဲ့ဒီမှာတကြွယ်တဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြောသင်စကားရှင်းတော့မညီဘူးဖြစ်နေတယ်စောစောကမနောကအဓိကမကြဘူးလို့ပြောထားတယ်အခုတော့စိတ်ဆွဲပြီးတော့သေတဲ့အတွက်ကြောင့်စိတ်ဆွဲသေတဲ့နတ်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ဘာပဲပြောကာယဒံဒီသာလည်းအပြည့်အကြီးဆုံးမနောဒံဒီကာယဒံလောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေစေပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွယ်တဲ့
နိဂန္ဓနာတဗုဒ္ဓဆရာကြီးရဲ့တပည့်တစ်ယောက်လမ်းလျှောက်ရင်းနဲ့မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘယ်လိုသတ်မှတ်လဲမှန်လားပါဗျာအပြစ်တော့ရှိပါရဲ့သို့တော့အပြစ်မကြီးပါဘူးဖေ။ဘာဖြစ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဖေ။စေတနာပါရင်တော့အပြစ်ကြီးပါလေဖေ။စေတနာကိုသင်တို့မှာဘာဒံလို့သတ်မှတ်လဲမနောဒံလို့သတ်မှတ်ပါတယ်ဖေ။တကြွယ်စကားကိုစဉ်းစားပြီးတော့ပြောရှင်းတော့မညီဘူးဖြစ်နေတယ်။စေတနာပါရင်အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလားကြနေတဲ့ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုပ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလည်းအဲ့တိုင်းပါပဲဟိုစက္ခုပါဠမထေရကြီးဆိုတာပိဿတို့ကြားဖို့ပါတယ်မျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်လေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေတနာမပါရင်အပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ပိဿကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကိုပြန်ပြီးတော့ခြိတုပ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားဘာပဲပြောတပည့်တော်ကတော့ကာယဓမ္မအပြစ်ကြီးဆုံးလို့ယူဆနေတုံးပဲဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရစ္ဆာန်တွေအားလုံးကိုလူတယောက်ကဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လုပ်ပလိုက်မယ်တတ်ပြီးတော့အသားတခြားအယုတခြားဖြစ်အောင်လုပ်ပလိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့မဖြစ်နိုင်ပါဘူးဖေ။အေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလုံမယ်ဆိုရင်ဖြစ်နိုင်လားတဲ့အဲ့ဒါတော့ဖြစ်နိုင်ပါတယ်ဖေ။စိတ်တကိုးဟာကာယဓာန်လားမနောဓာန်လားအေးသူတို့အယူဆဆိုရင်မနောဓာန်ပေါ့ဦးဇင်းတို့မြတ်စွာဘုရားရဲ့သဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွယ်တဲ့စင်စင်စားစားပြောသင်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောတပည့်တော်ကတော့လက်မခံသေးဘူးဖေ။အဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိတ်ကြီးတာဆိုတော့စိတ်ရှည်လက်ရှည်ဆက်ပြောတယ်။တကြွယ်တဲ့သင်ကိုငါမေးမယ်တဲ့။ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာတောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာဘာပြုလို့သင်ကြားဘူးလေတဲ့။မှန်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြုစားတာလို့တပည့်တော်ကြားဘူးပါတယ်ဗျာ။စိတ်အစွမ်းကြောင့်မြို့တွေကနေတောကြီးတွေဖြစ်သွားတာသင်စကားကိုရှင်းနောက်ဆင်ញင်ပြီးတော့ပြောဟောအဲ့ဒီတော့မှတကြွယ်ကမှန်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖေ။ဒါပေမဲ့စမ်းကြဲတဲ့စကားကိုနားထောင်ခြင်းလို့တပည့်တော်စန့်ကျင်ဘက်မထေမဲ့မြင်ပြုပြီးတော့ပြောမိတာသိခံခွင့်လို့ပါဗျာဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်တာဝကလို့မှတ်ပါဟောမြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာအဲ့ဒီမှာမြတ်စွာဘုရားကဘာမိန့်ရှိလဲဆိုတော့တခါကြီးသင်လိုထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတစ်ယောက်ဟာအလုပ်တစ်ခုကိုစဉ်းစဉ်းစားစားလုပ်တဲ့တဲ့အယံကာယောကြီးမဆုံးဖြတ်နဲ့တဲ့ဟောအဲ့ဒီလိုပြောတော့အရှင်ဘုရားတဲ့ဒီစကားကြောင့်ပိုးပြီးတော့တပြည့်တော့အရှင်ဘုရားကိုမျက်နှိုးရပါတယ်ဘုရားတဲ့ဘာပြုလို့လဲဆိုတော့အယူအဆတစ်ပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပည့်တော်လိုတကားမျိုးသာရမယ်ဆိုရင်ဟောဒီတစ်မျိုးလုံးကိုတကွန်နေအလံနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့အရှင်ဘုရားကတော့စဉ်းစဉ်းစားစားလှုပ်လို့ပြောနေတယ်တဲ့အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန့်ရှိတုံးဆိုတော့တကားကြီးအချိန်အကြာကြီးတင့်အိမ်မှာနိဂန္ဓတွေဟာရေတွင်းသဖွယ်တင်လှူဒန်းခဲ့တာဒါကြောင့်သူတို့လာမယ်ဆိုရင်ဆွမ်းကွန်းအဖျော်ရမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပူပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားဘူးနေတာကယဟန်ဂေါတမကငါသာလျင်လှူငါလှူမှအကျိုးရှိတာတခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဘူးပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတကားကြီးကိုဒါနကထာသီလကထာအစဉ်အတိုင်းဟောတော့သောတပတ္တိမေညာဖူညာကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှာအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှာအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်းမယ်သို့တော့ဒီသုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဦးဇင်းဆက်ပြောမယ်နော်အဲ့ဒီလိုနဲ့ဥပါလိတကြွယ်က
ယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတယ်လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တဆင်စကားအဲ့ဒီတော့ဒီကတပတ်တီကသူ့ဆရာကြီးတွေသွားပြောတယ်ဆရာကြီးထင်တဲ့အတိုင်းပဲယဟန်ဂေါတမတပည့်ဖြစ်သွားပါတဲ့မဖြစ်နိုင်ဘူးတဲ့ဆရာကြီးကမယုံဘူး၃ချိန်ညင်းတယ်အဲ့ဒီမှာဒီကတပတ်တီကသွားပြီးတော့စုံစမ်းတော့တကားဆောင်ကဘာပြောလဲဆိုတော့အရှင်တဲ့စွမ်းလူချင်းရင်ဒီမှာရပ်အကျွန်ုပ်ရဲ့တထေးကပြောထားတယ်ယဟန်နေအတွက်တကားဖွင့်ထားတယ်နိဂန္ဓတွေအတွက်တကားပိတ်ထားတယ်လူချင်းတယ်ဆိုရင်တော့စွမ်းပေးပါမယ်အထက်ထဲကိုတော့မဝင်ပါနဲ့စိတ်တူတယ်ဒီကတပတ်တီအဲ့ဒါနဲ့ခြာကနေဆိုလှည့်ပြန်လာဆရာကြီးကိုပြောတယ်အမှန်ပဲတဲ့ကျွန်ုပ်ကိုယ်တိုင်သိခဲ့တယ်မယုံဘူးဆရာကြီးကအဲ့ဒါနဲ့ဆရာကြီးကိုယ်တိုင်အချမ်းရံနေအများကြီးချမ်းရံပြီးတော့ဥပါလိတကြရဲ့အိမ်ကိုရောက်လာတယ်ရောက်လာတော့တကားဆောင်ကဒီလိုပဲတားတယ်စိတ်တူလိုက်တာလေအဲ့ဒါနဲ့ gain တင့်ရဲ့တတိကိုသွားပြီးတော့ပြောကြည့်နိဂန္ဓနာတဗုဒ္ဓဆရာကြီးလာတယ်လို့အဲ့ဒါနဲ့သွားပြီးတော့ပြောတော့ဥပါလိတကြကအေးအဲ့ဒါလို့ဆိုရင်ငါရဲ့ဥဒ္ဒတိုင်းအထက်ထက်ရှိတဲ့အ내ကအလဲဥဒ္ဒတိုင်းရဲ့အတွင်းမှာနေရာတွေခင်းထားလိုက်ပြီးပြီဆိုတော့သူကအမြင့်မြတ်ဆုံးထိုင်ကုန်ပေါ်မှာတကြွယ်ကထိုင်နေထိုင်ပြီးတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးနဲ့တပည့်တွေရောက်လာတော့ gain ထိုင်နေတဲ့နေရာမှာထိုင်ကြပါစိတ်တူလိုက်တာလေအခါတိုင်းဆိုလို့ရှိရင်တကြွယ်ကနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုတွဲပြီးတော့အမျက်တနူးဆရာကြီးထိုင်မဲ့အမျက်ဆုံးနေရာကိုသူ့ရဲ့အပေါ်ယုံဦးကလေးနဲ့ပုတ်တိုက်ပြီးတော့ဆရာကြီးဒီနေရာထိုင်မှာဒီလိုဒီနေ့တော့ဘလို့ဖြစ်နေလဲကြိုက်တဲ့နေရာမှာထိုင်တဲ့သူကအကောင်းဆုံးနေရာမှာထိုင်နေတာအဲ့ဒီတော့ဘာပြောလို့ဆိုတကြွယ်တဲ့သင်ယူနေလားတဲ့သင်ဟာသူများရဲ့မျက်လုံးကိုထုတ်မဲ့တိုက်ခိုက်မဲ့ဆိုပြီးတော့သွားပြီးတော့ကိုယ့်မျက်လုံးကိုအထုတ်ခံရခဲ့ရတဲ့တိုက်ခိုက်ရေးသမားတယောက်လိုဖြစ်နေတယ်တဲ့တကယ်စင်စစ်တော့သင်ကိုသိကြပါပြီယဟန်ဂေါတမကတကယ်လှည့်စားလိုက်တာပဲလှည့်စားတယ်လို့ထင်တာနော်အဲ့ဒီတော့ဥပါလိတကြွယ်ကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်လည်းဖြစ်သွားတာဆိုတော့ဘာဆက်ပြောတုံဆိုတော့ဟုတ်တယ်တဲ့လှည့်စားလိုက်တယ်ဒါပေမဲ့အဲ့ဒီလှည့်စားချက်ကြီးကသိပ်ကောင်းတာပဲတဲ့တကယ်လို့ကျွန်ုပ်ရဲ့ဆွေမျိုးတွေကျွန်ုပ်ချစ်တဲ့လူတွေကိုဒီလှည့်စားမှုမျိုးများလှည့်စားခံရမယ်ဆိုရင်သိပ်ကောင်းပါပဲတဲ့အကြာကြီးအကျိုးရှိမှာပဲတဲ့ဟောဒီလောကမှာရှိတဲ့နတ်တွေလူတွေတတ္တဝါတွေအားလုံးဟာဒီလှည့်စားချက်ကိုမိသွားမယ်ဆိုရင်သိပ်ကောင်းပါပဲတဲ့ဟောဒီလိုတောင်ပြောတယ်ပြောပြီးတော့ဗာဆက်ပြောတုံးဆိုတော့အရှင်တဲ့အရှင်တို့ရဲ့အယူအဆတွေဟာဘာနဲ့တူတယ်လဲဆိုတော့တစ်သားကိုမြောက်ရုပ်ကလေးထုထားတယ်အဲ့ဒါကိုကလေးလေးဆော့ဖို့အတွက်အိမ်တအိမ်ကဝဲလာပြီးတော့ဈေးရောင်မကြိုက်လို့အဝတ်ကိုဆေးဆိုးပေးတဲ့ဆက်တာတွေဒီသွားပြီးတော့ဒီအယုတ်ကိုထုထောင်းပြီးတော့အယောင်ဆိုးပေးပါဆိုရင်တစ်သားယုတ်ကြီးဆိုတော့အထုအထောင်းအကျိတ်အင်နဲ့ခံမလားမခံဘူးဟုတ်လားအဲ့ဒီတော့သင်တို့ရဲ့အယူအဆတွေဟာပညာရှိတို့ရဲ့ထုထောင်းခြင်းစီစစ်ခြင်းကြိတ်နယ်ခြင်းကိုမခံနိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့အယူအဆကတော့အဝတ်ကိုကြိုက်တယ်လို့လျှော်ဖုတ်ပြီးတော့ကြိုက်တဲ့အယောင်ဆိုးလို့ရတယ်လို့မျိုးပညာရှိတို့ရဲ့စစ်ဆေးခြင်းကြိတ်နယ်ခြင်းကိုခံနိုင်ပါတယ်တဲ့သင်သိပ်ပြီးတော့စကားတွေများတာပဲတဲ့ဟောဒီတလောကလုံးကသင်ကိုငါးတပည့်လို့သိထားတယ်အခုသင်ကိုဘယ်သူတပည့်လို့သိရမှာလဲစိတ်မရှိတော့ဘူးနော်အဲ့ဒီတော့တကြွယ်ကဘာမှမပြောဘူးအပေါ်ယုံအဝေကြီးကိုလက်ကတော့ထိုးပြီးတော့မြတ်စွာဘုရားရှိတဲ့နေရာလှဲ့လက်အုပ်ချီပြီးတော့အလုံးစုံသောအလိုဆန္ဒတွေကင်းတော်မူပြီးသောဟုတ်လားအလုံးစုံသောကိလေသာတရားတွေကိုအောင်မြင်တော်မူပြီးသောပဂတိငြိမ်းချမ်းတော်မူသောမြတ်စွာဘုရားဟာကျွန်ုပ်ရဲ့ဆရာပါဆက်ပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုရွတ်သွားလိုက်တာဂါထာတွေကိုအများကြီးပဲဗျဦးဇင်းတို့မေဇိမနိကေမှာတွေ့ရတယ်အကုန်လုံးဦးဇင်းတို့မရလို့မပြောနိုင်ပါဘူးသိကောင်းတာအဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကနေစမ်းပါအောင်ဒီဂုဏ်တော်တွေကိုသင်ကဘယ်တော့မှမြန်သင်ထားတာလေတဲ့ဟိုတနေ့ကမှဘုရားတပည့်ဖြစ်တာအခုဒီဂုဏ်တွေရနေတယ်ဆိုတော့ဒီတော့ဥပါလိတကြွယ်ကအရှင်တဲ့ပန်းပုံကြီးနားမှာရက်နေတဲ့လူတယောက်ဟာပန်းကုန်းတွေကုန်းမယ်ဆိုရင်ဘာမှမခဲရင်ဘူးတဲ့ကြိုက်တဲ့ပန်းကိုကောက်ပြီးတော့တီလိုက်ရုံပဲတဲ့ဂုဏ်တွေကသိပ်များတာဆိုတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုချီးကျူးဖို့ဘာမှအခက်အခဲမရှိပါဘူးတဲ့
အဲ့ဒါလိုလဲပြောလိုက်ရောမနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုမကြားနိုင်တဲ့အတွက်ကြောင့်အဲ့ဒီနိဂန္ဓနာတဗုဒ္ဓဆရာကြီးဟာခတွင်းကနေလောလောပူတဲ့သွေးတွေအန်ထွက်တယ်တဲ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ဒီသုတ်တန်ကြီးကိုပိဋကပေါင်းသူတော်ကောင်းတို့ကိုဘာကြောင့်ပြောရတယ်လဲဆိုရင်ကာယကံဝစီကံတို့ထဲမနောကံသည်မကောင်းတဲ့ဘက်မှာကြီးကျယ်တဲ့အပြစ်ရှိတယ်စိတ်ကလေးသည်သာလျှင်ကြီးကျယ်တဲ့အပြစ်ရှိတယ်ဟုတ်လားမကောင်းတဲ့စိတ်သည်သာလျှင်အခရာကျတယ်လို့ပြောချင်တာဟုတ်လားဒါကြောင့်ဒီမကောင်းတဲ့စိတ်တွေတရားဓမ္မတို့ဦးဇင်းတို့တွေကိုကြိုးကင်နေတာ哦ကောင်းတဲ့စိတ်တွေကောင်းတဲ့အတွေးတွေကောင်းတဲ့စိတ်ကူးတွေဖြစ်လာအောင်ဘယ်လိုလုပ်မလဲဒီအချက်ကလေးဟုတ်လားစိတ်ကခိုင်းတဲ့အတိုင်းပြောရတာနော်ဒကမကြီးများမနေ့ကဦးဇင်းတို့စကားတို့ရဲ့အစွမ်းလို့ပြောလိုက်တယ်ကောင်းတဲ့စကားတွေကိုကောင်းတဲ့စိတ်တွေကပြောခိုင်းတာဟုတ်လားမကောင်းတဲ့စကားတွေကိုမကောင်းတဲ့စိတ်တွေကပြောခိုင်းတာအဲ့ဒါလိုပဲအလုပ်တွေကိုလည်းပဲစိတ်တွေကခိုင်းနေတာအဲ့တော့စိတ်တွေရဲ့ကြေးကြုံမဲ့တကယ်ကန်းတော့ဝစီကံတို့ကာယကံတို့ဆိုတာလေဟုတ်လားအဲ့ဒီတော့အဲ့ဒီစိတ်ကလေးတွေကိုတကယ်ကောင်းတဲ့အတွေးလေးတွေဖြစ်အောင်စိတ်ကူးကောင်းကလေးတွေဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ယောနိသောမနတိကာရနော်ဦးဇင်းတို့စာကတော့မြတ်စွာဘုရားအဲ့လိုဟောတယ်နော်မှန်ကန်တင့်တင့်လျှောက်ပတ်စွာတွေးတတ်တာစိတ်ကူးတတ်တာနော်အာယောနိသောမနတိကာရမသိမတင့်မမှန်မကန်တဘာဝမကျစွာတွေးတာစိတ်ကူးတာအဲ့ဓာတွေကတရားဓမ္မတို့ဦးဇင်းတို့တွေကိုစိတ်ကောင်းစိတ်မကောင်းဆိုတာတွေဖြစ်သွားအောင်ပြုလုပ်နေတာအဲ့ဒီတော့ယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရသည်အရေးမကြီးဘူးလားအရေးကြီးတယ်ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့ဖြစ်ရက်တစ်ခုတည်းမှာကိုပဲစိတ်ကူးတွေမတူတဲ့အကြောင်းအတွေးတွေမတူတဲ့အကြောင်းအမြင်တွေမတူတဲ့အကြောင်းလေးကိုနည်းနည်းပြောပြခြင်းတယ်ယောနိသောမနတိကာရခေါင်းဆောင်တဲ့စိတ်တွေကဘလို့တွေးလိုက်သလဲအာယောနိသောမနတိကာရဆိုတာကြီးခေါင်းဆောင်လိုက်တော့ဘလို့တွေးလိုက်သလဲဟုတ်လားဖြစ်ရက်တစ်ခုတည်းကိုပဲအမြင်မတူကြဘူးနော်ဒါလောကကြီးမှာဒါသဘာဝပဲနော်တခါကြီးမိုက်များဒီဖြစ်ရက်ကိုပဲကြည့်ပြီးတော့သူကဟိုလိုမြင်တယ်ကိုကဒီလိုမြင်တယ်ဟုတ်လားအမြင်မတူကြဘူးနော်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကောသလမင်းကြီးတို့မာလိကာမိဘုရားတို့ဥဆောင်ပြီးတော့ဒါနကောင်းမှုကြီးပြုကြတာလေအတတိတဒါနဆိုတာကြားဘူးတယ်မို့လားဘုရားတဆူတဆူမှာတခါသာလင်ဖြစ်ပေါ်တဲ့အလှပွဲကြီးပေါ့ဟုတ်လား14ကတိကုန်နေတဲ့ဟုတ်လားတန်140ကုန်တာပေါ့အဲ့ဒီလိုမြတ်စွာဘုရားအမှုပြုတဲ့တန်ဃာတော်တွေကိုချိန်ချိန်သေးမပါတဲ့ပစ္စည်းမရှိရအောင်ဆိုပြီးတော့လှူလိုက်တာအတတိတဒါနကုသိုလ်ဘွယ်ကြီးအဲ့ဒီကုသိုလ်ဘွယ်ကြီးကိုကြည်ပြီးတော့ဘေးကလူတွေရဲ့တန်တံမှာအတွေးတွေအမျိုးမျိုးဖြစ်ကြတာပေါ့အဲ့ဒီမှာကောသလမင်းကြီးမှာထင်ရှားတဲ့အမတ်ကြီး2ယောက်ရှိတယ်ကာလအမတ်တဲ့ဇုံနအမတ်တဲ့အဲ့ဒီမှာကာလဆိုတဲ့အမတ်ကြီးကဘလို့တွေးသလဲဘလို့မြင်သလဲဆိုတော့ဩမိုက်လိုက်တဲ့မင်းကြီးတရက်သေးနဲ့14ကလေးသောပစ္စည်းတွေကိုဖြုံးတီးပစ်တာဟောဒီယဟန်တွေကဒီစားကောင်းတောက်ဖွယ်တွေကိုသုံးဆောင်ပြီးတော့ကြောင်းရောက်တော့သင်္ကန်းခေါင်းပြီးခြုံပြီးတော့အိတ်နေမှာဆုံးရှုံးပါပြီစွာဆုံးရှုံးပါပြီစွာဒါကိုပဲမကြည်မနှက်ကြားတဲ့ကနေအဲ့ဒါလိုခံစားပြီးတော့တွေးနေတာဘုရင်ကြီးဆိုတော့သွားပြီးတော့လဲမပြောရဘူးသူကဒါသူ့အမြင်ကိုသူကတော့အမှန်လို့ထင်မှာပဲနော်အမှန်လို့ထင်တဲ့အတွက်ကြောင့်ဒီအတွေးတွေကအများကြီးဖြစ်နေတယ်ကြည်စမ်းဟိုလူတွေအလကားလူလေလှုပ်သွားတာယဟန်တွေကိုသူကအဲ့လိုထင်မှာပေါ့နော်မင်းကြီးကလည်းဘာအုံနှောင်းမှမရှိဘူးဒီပြင်နေရာမှာအသုံးချမယ်ဆိုရင်ဘယ်လောက်အကျိုးရှိလိမ့်မလဲအခုအယံကာယောကြီးပစ္စည်းတွေကိုဖြုံးတိပစ်တာအဲ့ဒါလို့စဉ်းစားပြီးတော့မကြည်မနှက်နဲ့မျက်မှောင်တွေကိုကျုံပြီးတော့ဒီတိုင်းတွေးနေတာအာယောနိသောမနတိကာရခေါင်းဆောင်ပြီးတော့စိတ်ကူးတွေကဆိုးနေလိုက်တာဟုတ်လားတခါကြီးမိုင်းများစဉ်းစားနေတာတွေးနေတာစိတ်ကူးနေတာအတူတူပဲနော်အေးဇုံနဆိုတဲ့အမတ်ကြီးကတော့ဘယ်လိုစဉ်းစားလဲဆိုတော့
ဟန်ရလိုက်တာတို့မဲ့တပြားမှမကုန်မဲနဲ့ဒီကုသိုလ်ပွဲကြီးမှာတာဓုတွေအကျဉ်းချင်းခေါ်ပြီးတော့တို့မဲ့ကုသိုလ်တွေရတာရှင်ဘုရင်ကြီးမို့လုံနိုင်တာနော်ကြည်စမ်းအလှခံတွေကလည်းမြင့်မြတ်လိုက်တာကိလေသာအတ္တဝလုံးဝကင်းတော်မူတဲ့မြတ်စွာဘုရားလောကကြီးတစ်ခုလုံးကိုကောင်းအောင်သူတော်ကောင်းတရားတွေနဲ့ပြန်ပွားအောင်ကြိုးစားနေတဲ့တန်ခါအတိုင်းဝိုင်းကြီးဒါကြီးကိုလှူဒန်းပြီးတော့နေရတာငါတို့များအရာတော်လိုက်တာဘုရင်ကြီးမို့လှူနိုင်တာကောင်းပါပြီစွာလို့တွေးပြီးတော့တပြုံးပြုံးနဲ့သူ့မှာပီတိတွေနဲ့ပြောနေတာဟင်ဖြစ်ရက်ကတော့တခုတည်းပဲအတွေးတွေတူရဲ့လားစဉ်းစားတာတွေတူရဲ့လားစိတ်တွေဖြစ်နေပုံတူရဲ့လားမတူဘူးအာယောနိသောမနတိကာရခေါင်းဆောင်တဲ့ပုဂ္ဂိုလ်ကြီးမှာတော့အတွေးတွေကြောင့်စိတ်တွေဆင်းရဲပြီးတော့ပူလောင်နေတယ်ယောနိသောမနတိကာရခေါင်းဆောင်ထားတဲ့ပုဂ္ဂိုလ်မှာတော့အတွေးတွေကြောင့်စိတ်တွေကိုကြည်လင်တန့်ရှင်းပြီးတော့အေးချမ်းနေတယ်လောလောဆယ်ကိုပဲစိတ်ခံစားချက်ထဲမှာဘာဖြစ်နေလဲမတူပါဘူးမတူပါဘူးဟိုကအပြစ်တွေပဲရှားနေတာဟုတ်လားဟိုဟာကဘာလဲကောင်းတာတွေပဲရွေးပြီးတော့ကြည်နေတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာဟောထားတာလေးတစ်ခုရှိတယ်ဗျယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဟောထားတာဂျားတဲ့ဖြတ်ပြီးတော့ပြောလိုက်ခြင်းသေးတယ်ခေါင်းထဲပေါ်လာလို့တော့ကြမေ့သွားရင်မပြောပြဖဲနေမှာဆိုလို့နော်ဘာပြောတုံဆိုတော့ပရာဝိဇာနုပ္ပသိတ္တနေဆံဥဇာနာတင်ကြီးနောအဲ့ဒီယဟန်တစ်ပါးကဘယ်တော့ဖြစ်ဖြစ်သူများအပြစ်ကိုကြည့်လိုက်ကြည့်တာသူကြည့်တဲ့မျက်လုံးတွေဟာကဲ့ရဲ့မယ်ဆိုတဲ့စိတ်နဲ့ကြည့်တာတဲ့အဲ့ဒီယဟန်တစ်ပါးရှိတယ်အဲ့ဒီယဟန်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဟောတာနော်ပရာဝိဇာနုပ္ပသိတ္တနေဆံဥဇာနာတင်ကြီးနောအာတဝါတတဝဒန္တိအာရသောအတဝေခေယပရာဝိဇ္ဇနုပတိတ္တအမြဲတမ်းသူများရဲ့အပြစ်ကိုကြည်လေရှိသောနေဆံအမြဲတမ်းဥဇာနာတင်ကြီးနောကဲ့ရဲ့မဲဆိုတဲ့အမှတ်တင်ညာသာလင်းရှိ၍နေသောဟောစိတ်ထဲမှာအပြစ်ကိုပဲရှားနေတယ်ကဲ့ရဲ့မဲဆိုတဲ့တတိပဲရတယ်သူ့မှာတတိမဟုတ်ပါဘူးလေတင်ညာနော်နေဆံဥဇာနာတင်ကြီးနောတဲ့နေဆဆိုတာအမြဲတမ်းဥဇာနာဆိုတာကဲ့ရဲ့တာတင်ညီနောဆိုတာကအမှတ်ရနေတာသူဘာအမှတ်ရနေတော့ကဲ့ရဲ့ဖို့ပဲအမှတ်ရနေတယ်တဲ့ဟင်ဒကမာကြီးများဟုတ်လားအဲ့ဒါလိုပဲအပြစ်ရှာပြီးတော့ကဲ့ရဲ့ဖို့လောက်ပဲတွေးနေတာအဲ့ဒီယဟန်ကအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့အာရာသောအာတဝက်ခရာအာတဝတရားကုန်ခန်းခြင်းကဝေးတယ်တတ္တအာတဝဝဋ္ဌံတိတဲ့လောဘဒေါသဆိုတဲ့ကိလေသာတရားတွေမကောင်းတဲ့စိတ်တွေသာလျှင်တိုးပွားလာတယ်တဲ့ဟုတ်လားအဲ့ဒီတော့ကဲ့ရဲ့မဲ့စိတ်နဲ့အပြစ်ရှာမဲ့စိတ်နဲ့လောကကြီးကိုကြည့်မယ်ဆိုရင်တော့မကောင်းတဲ့စိတ်တွေဒီသာလျှင်တိုးပွားလာမယ်ဟိုဟာကတော့ဒီတိုင်းရှိနေမှာပဲနော်ဟင်ဒကာကြီးဒီမိုင်းများဟုတ်လားလောကကြီးကတော့ပုံမှန်လဲပတ်နေတာပဲလေကိုကအဲ့ဒါကြီးကိုကြည်ပြီးတော့မကြည်မနှက်ဖြစ်နေတယ်ဆိုရင်စိတ်ထဲမှာမဖြစ်နေတော့မကောင်းတဲ့စိတ်တွေသာလျှင်တိုးပွားနေတာဟုတ်လားအာတဝကုန်ခန်းမှုဝေးတယ်တဲ့ဟုတ်လားဒါကြောင့်လောကကြီးဆိုတာနဲ့ဆိုင်နေကျေပြန့်နေနော်တချို့ကိစ္စတွေကကိုဘာမှမတတ်နိုင်ဘူးဟုတ်လားတကယ်စင်စစ်တော့တချို့ကိစ္စတွေကတွေးဖို့တောင်မသင်ဘူးခေါင်းထဲကိုမထည့်နဲ့နော်သူဘာဖြစ်နေနေနော်ကိုအတွက်ခေါင်းထဲထည့်ရမယ့်အရာတွေအများကြီးရှိတယ်လေဟုတ်လားကိုအကြောင်းကိုစဉ်းစားပြီးတော့ခေါင်းထဲထည့်ရမယ့်အရာတွေအများကြီးရှိတယ်မဟုတ်လားအေးဒါကြောင့်အခုဒီအမတ်ကြီးလေအဲ့ဒီအတိုင်းပဲနော်ကဲ့ရဲ့မယ်ဆိုတဲ့စိတ်နဲ့ကြည်စမ်းအလကားဖြုံးပြီးပြစ်တာဟုတ်လားအဲ့ဒီလိုအာယောနိသောမနတိကာရတွေနဲ့တွေးတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်ဒီဘာဖြစ်နေလဲပူလောင်နေတယ်ရှုပ်ထွေးနေတယ်နောက်ကြည့်နေတယ်ဒါသေးကြတယ်ခံစားကြည့်လို့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီအတ္တိတဒါနပွဲကြီးမှာအနုမောဒနာတရားဟောမယ်တန်ဃာတွေကလည်းတန်းစီပြီးတော့ရှေ့ကထိုင်နေတာရှေ့ကပိဋကကြီးကလည်းတခေတ်မှအကြီးကြီးပဲအဲ့ဒီမှာတိုက်ဆိုင်အင်္ဂုလိမာလမထေကိုထီးပြူမိုးပေတဲ့ဆင်ကြီးကတိတ်ကြမ်းထမ်းတယ်လို့ဆိုတယ်ဆင်တွေကထီးပြူမိုးပေတာနော်အလှကြီးကအကြီးကြီးပေါ့အဲ့ဒါလောက်ကြီးကျယ်ခမ်းနားတဲ့အလှပွဲကြီးမှာမြတ်စွာဘုရားကတရားကိုတိုးတိုးလေးဟောတယ်တကားထားတဲ့ဟောတာတဲ့ဘာပြုလို့လဲဆိုတော့ဒါနရဲ့အကျိုးတွေကိုတိုင်းဝိုင်းကျဲဝန်းကြီးများဟောမယ်ဆိုရင်ဟိုမှာအတွေးတွေချော်နေတဲ့
ကာလအမတ်ရဲ့ခေါင်းဟာခုနှစ်စိတ်တောင်ကွဲသွားနိုင်တယ်တဲ့သူအတွေးတွေနဲ့သူပြစ်မှားမှုတွေဖြစ်ပြီးတော့မကြည်မလင်ဖြစ်ပြီးတော့စိတ်တွေကကြောက်စရာကောင်းတယ်နော်အဲ့ဒါမြတ်စွာဘုရားကတနာလွန်းလို့တရားကို၄ပါးတဂါထာမျှပဲဟောတယ်ဟောပြီးတော့ကျောင်းတော်ကိုပြန်ကြွသွားရောဘုရင်ကြီးကစိတ်မချမ်းသာဘူးကြည်စမ်းငါအကြီးကြီးလှုပ်ထားတာနည်းနည်းလေးဟောသွားတယ်ငါလှူတာတွေထဲမှာမြန်ဘာမြန်မသိတော်တာတွေမြန်ပါသွားလဲမသိဘူးအဲ့ဒါနဲ့မကျေနပ်ဘူးမြတ်စွာဘုရားနောက်ကိုလိုက်တယ်လိုက်ပြီးတော့ကျောင်းတော်ရောက်တော့မြတ်စွာဘုရားကိုစိတ်မကောင်းခြင်းကြီးစွာနဲ့လျှောက်တယ်အရှင်ဘုရားတပည့်တော်ဒါနာကောင်းမှုကြီးအကြီးကြီးလုပ်ထားတာတရားလေးကတခဲမှတူတူလေးဘာဖြစ်လို့လဲဘုရားအဲ့ဒီတော့မြတ်စွာဘုရားကတကားကြီးတဲ့တရားကိုအရှိကြီးဟောရင်အဲ့ဒီဇုံနာအမတ်ခေါင်းခုနှစ်စိတ်ကွဲလိမ့်မယ်တဲ့သူဒီလိုတွေတွေးနေတာသူအပြစ်တွေမဖြစ်ပါစေနဲ့တော့သူ့ရဲ့စိတ်ထဲမှာမကောင်းတာတွေဖြစ်ပြီးတော့အကျိုးတွေမမဲ့ပါစေနဲ့တော့လို့ငါတနာငဲ့ညာပြီးတော့တရားကိုတူတူလေးဟောလိုက်တာအဲ့ဒီတော့မင်းကြီးကနန်းတော်ပြန်သွားတယ်ပြန်သွားပြီးတော့ဇုံနာအမတ်စိတ်ကူးတာကိုလည်းမြတ်စွာဘုရားကအမိန့်ရှိလိုက်သေးတာကိုအဲ့တော့အဲ့ဒီအမတ်နှစ်ယောက်ကိုခေါ်ပြီးတော့ကာလအမတ်ကိုအရင်ပြောတယ်နေစမ်းပါအောင်တဲ့ငါသင်ပစ္စည်းတွေကိုယူပြီးတော့မြန်လှူနေလို့လားသင်တို့အမျိုးတွေရဲ့အကျိုးမဲ့ကိုငါဘာမြန်လုံးမိလို့လဲဟိုမှာဒီလိုတောင်မေးတယ်နော်ငါအလှပွဲကြီးကသင်ကိုဘာတွေမြန်နှိပ်စက်နေလို့လဲပြောစမ်းပါဦးကဲငါပေးပြီးသားတွေရှိပါစေတော့ဒါပေမဲ့လို့ဒီအချိန်ကစပြီးတော့ငါတိုင်းပြည်မှာသင်မနေပါနဲ့တော့သင်ကြောင့်ငါတရားအရှိကြီးမနာရတိုင်းပြည်ကနှင်ထုတ်ပြစ်တာဗျနော်လက်ငင်းအကျိုးလို့လည်းပြောလို့ရတာပေါ့ဟုတ်လားဇုံနာအမတ်ကိုကြတော့ဂိုင်းသင်ရဲ့စိတ်ဓာတ်တွေကတိတ်မွန်မြတ်တဲ့အတွက်ကြောင့်ငါရဲ့စည်းစိမ်ပစ္စည်းနဲ့ပဲအလှအတန်းကြီးကို9ရက်ပြုပါလေသူ့ကိုကြတော့ဆုတွေလက်တွေချပြီးတော့ဒီလိုချီးမြှင့်တယ်အဲ့တော့ပိဋကတ်တို့ကိုဦးဇင်းတို့ပြောချင်တာကဖြစ်ရတစ်ခုတည်းမှာကိုပဲဒီစိတ်ကလေးကိုနှလုံးသွင်းခြင်းတနည်းအားဖြင့်စိတ်ကူးလို့ပြောကြပါစို့နော်ယောနေသောမနတိကာရဆိုရင်တော့ကောင်းကောင်းလေးစိတ်ကူးတာပေါ့အာယောနေသောမနတိကာရဆိုရင်တော့ဆိုးဆိုးဝါးဝါမတက်မဲ့ရဲ့စိတ်ကူးတာပေါ့ဟုတ်လားအဲ့ဒီစိတ်ကူးတွေဟာအတွေးတွေကိုဖြစ်စေတယ်ဟုတ်လားနော်ယောနေသောမနတိကာရကကောင်းတဲ့အတွေးတွေကိုဖြစ်စေတယ်အာယောနေသောမနတိကာရကမကောင်းတဲ့အတွေးတွေကိုဖြစ်စေတယ်အဲ့ဒီအတွေးတွေဟာအင်မတန်ကြီးကျယ်တယ်ဗျဟင်ဒီကမာကြီးများအဲ့ဒီစိတ်ကူးတွေဟာအင်မတန်ကြီးကျယ်တယ်မိစ္ဆာဒိဋ္ဌိဆိုတာလဲမှားမှားယွင်ယွင်တွေးပြီးတော့မှားမှားယွင်ယွင်ဆုံးဖြတ်ချက်ချလိုက်တာပဲမဟုတ်လားဟင်မဲ့ဉဏ်ဆိုတာလည်းပဲမှန်မှန်ကန်ကန်တွေးမှန်မှန်ကန်ကန်စိတ်ကူးမှန်မှန်ကန်ကန်သိအောင်ကြိုးစားပြီးတော့နောက်ဆုံးနိဗ္ဗာန်ကိုအမှန်အကန်သိသွားတဲ့မနောကံတစ်မျိုးပဲမဟုတ်လားအေးကောင်းတဲ့ဘက်မှာလည်းပဲအကျိုးအကြီးဆုံးအရာသူ့လောက်အကျိုးကြီးတာမရှိဘူးဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဆရာကြီးနန္ဒသိန်းစံပြောတာလေးကိုအမှတ်ရတယ်တဆင့်ဖောက်တယ်ချခြင်းတယ်လောကမှာတဲ့အင်မတန်ကြီးကျယ်တဲ့အရာကြီး၃ခုရှိတယ်တဲ့ဘာလဲဆိုတော့နံပါတ်1တောင်ကြီးတွေဟာသိပ်ကြီးတာပဲတဲ့ဘယ်နိုင်ငံကဘယ်တောင်ကြီးသူကတော့အတိအကျပြောတယ်ဦးဇင်းကတော့မပြောတတ်တော့ဘူးအဲ့ဒီတောင်ကြီးကိုပတ်မိအောင်ဆိုလို့ရှိရင်မိုင်80လောက်ပတ်ရတယ်တဲ့သိပ်ကြီးကျယ်တာပဲမျက်စိတစ်စုံကြီးအမြင့်ကြီးဒုတိယအကြီးကျယ်တာကသမုဒ္ဒရာကြီးတွေဟာသိပ်ကြီးကျယ်တာပဲတဲ့လှမ်းကြည့်လိုက်ဟိုဘက်ကန်းကိုမမြင်ရဘူးအနက်ဆိုရင်တချို့မိုင်မောင်းများစွာနဲ့တယ်နော်နောက်တတိယကြီးတာကတတ္တဝါတွေရဲ့အတွင်းတန်တာမှာဖြစ်နေတဲ့စိတ်ကူးစိတ်သန်းတွေဟာသိပ်ကြီးကျယ်တာပဲတဲ့ဟုတ်လားအဲ့ဒါသူကဘာကိုသက်သေပြတော့ဆိုတော့ဦးဇင်းတို့ကွန်မြူနစ်ဝါဒဆိုင်ရာကျမ်းဂန်တွေအများကြီးရေးခဲ့တဲ့ကာမတ်ကိုသူကဥပမာထုတ်ပြတယ်နော်သူက20ကျော်အသက်20ကျော်30လောက်လေးကစဒီလူတွေဒီလောကကြီးကိုဒီကဘာကြီးကိုပြုပြင်ဖို့ပြောင်းလဲဖို့သူကကြိုးစားနေတာနော်အရင်ရှင်တွေဟာကြောက်စရာကောင်းတယ်လူတွေသိပ်ချင်းရဲတယ်လူတွေကိုညီအောင်ညှိကျင်တာသူကသူ့ညံကလေးနဲ့သူညှိကျင်တာနော်ဒါကြောင့်ဦးဇင်းတို့အရင်ကျမ်းဆိုတာတွေဘာတွေသူရေးတယ်တဲ့ဦးဇင်းတို့တော့မဖတ်ဖူးပါဘူးဟုတ်လားအေးအဲ့ဒီသူရေးတဲ့စာအုပ်တွေကိုအကြောင်းပြုပြီးတော့နောက်သူမရှိတော့တဲ့နှစ်အနှဲငယ်မှာပဲကမ္ဘာလောကကြီးတစ်ခုလုံးဟာဘာဖြစ်သွားတော့စစ်ပွဲတွေနဲ့တော်လှန်ရေးတွေနဲ့အကြီးအကျယ်သေကြတယ်ပျက်စီးကြတယ်သူ့ရဲ့စိတ်ကူးကလေးကနေစလိုက်တာနော်သူအခန်းလေးထဲမှာဗြိတိရှဟိုဦးဇင်းတို့စာကြည့်တိုက်ထဲမှာ
သူ့ရဲ့စာကိုတကုတ်ခုတ်ရေးနေတာစိတ်ကူးကလေးနဲ့ရေးနေတာအဲ့ဒီစိတ်ကူးကလေးကတစ်ချိန်မှာကဘာကြီးမှာဟုံတိုင်းနဲ့ပေါက်ကွဲသွားမယ်ပေါက်ကွဲခြင်းမျိုးတွေဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမသိတယောက်တည်းလုံနေတာစိတ်ကူးတွေကြောက်စရာမကောင်းဘူးလားခုအိုင်ဆက်တိုင်းနဲ့ဆရာကြီးပြောပြတယ်နော်သူ့ရဲ့အခန်းလေးထဲမှာခေတံလေးနဲ့စာရွက်အတူစာလေးနဲ့သိပ္ပံဆိုင်ရာဂျာနယ်လေးနဲ့ဒီလောက်ရှိတာဘာမှကြီးကျယ်တာမဟုတ်ဘူးဒါပေမဲ့သူ့စိတ်ကူးထဲမှာတော့ဘာတွေစိတ်ကူးနေလဲအနုမြူဘုံဘလို့လုပ်ရတယ်နော်အဲ့ဒါကြောင့်ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးသွားတယ်အဲ့ဒီနီလန်းတွေအခုခေတ်ဆိုရင်ပိုးတောင်ကြောက်เสียကောင်းသေးတယ်နော်ဒီကဘာကြီးကိုအကြိမ်ပေါင်းများစွာပောက်ကွဲပျက်စီးသွားအောင်လုပ်နိုင်တဲ့လက်နက်တွေမရှိဘူးလားဘယ်သူကကြိုးကင်ပြီးတော့ဖန်တီးလိုက်တာလဲစိတ်ကူးစိတ်သန်းကနေလှုပ်လိုက်တာအဲ့ဒါဆရာကြီးကဆက်ပြောသေးတယ်ဗျာဂေါတမဗုဒ္ဓတဲ့တောထဲမှာ6နှစ်လောက်တယောက်တည်းတပါးတည်းကုတ်ကုတ်ကလေးဘာလုပ်နေတော့စိတ်အလုပ်တွေလုပ်နေတာနော်လောကကြီးကလည်းသဘောမပေါက်ဘူးနော်မြတ်စွာဘုရားငြိမ်းချမ်းရေးလမ်းစဉ်နိဗ္ဗာန်ဆိုတဲ့သေဆုံးခြင်းလွတ်တဲ့လမ်းကိုရအောင်ရှားနေတာဟုတ်လားစိတ်ကလေးနဲ့ရှားနေတာသူ့အဖေသုတ္တရဏကတောင်သဘောမပေါက်ဘူးတဲ့သဘောမတူဘူးတဲ့ဟုတ်လားဒါပေမဲ့တောထဲမှာမြတ်စွာဘုရားတပါးတည်းဘာလုပ်နေတာလဲစိတ်ကူးစိတ်သန်းနေနဲ့အမှန်တရားကိုရှားဖွေးနေတာဒါလူငယ်တွေနားလည်အောင်ပြောလိုက်တာနော်အေးအဲ့ဒီလိုမြတ်စွာဘုရားရဲ့စိတ်အလုပ်တွေကြောင့်အခုဒီကနေ့ခေတ်ထိငြိမ်းငြိမ်းချမ်းချမ်းနေတရားကြောင့်နီလန်းနေမသိရဘူးလားသိရတယ်နဲ့တကွာတော့လောကကြီးမှာအကျိုးမကြီးကြဘူးလားစိတ်ကူးတွေဟုတ်လားတဲ့ဒီမိုင်များဒါကြောင့်စိတ်ကူးတွေဟာကြောက်เสียကောင်းတဲ့နေရာမှာလည်းပဲထိတ်တန်းမှာရှိအားကိုးเสียကောင်းတဲ့နေရာမှာလည်းထိတ်တန်းမှာရှိတယ်အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ယောနိသောမနတိကာရသည်စိတ်ကူးကောင်းတွေကိုဖြစ်စေတယ်အာယောနိသောမနတိကာရသည်စိတ်ကူးဇိုးတွေကိုဖြစ်စေတယ်အဲ့ဒီစိတ်ကူးကောင်းတွေကဘာတွေကိုဆက်ဖြစ်စေမှာလဲစိတ်ကူးဇိုးတွေကဘာတွေကိုဆက်ဖြစ်စေမှာလဲဆက်ပြီးတော့နားထောင်ကြည့်ရနော်စိတ်ကူးတွေကောင်းပြီဆိုတော့အပြောတွေကောင်းလာတယ်မနေ့ကပြောတဲ့အပြောတွေကောင်းလာတယ်စိတ်ကူးတွေကောင်းလာပြီဆိုတော့အလုပ်တွေကောင်းလာတယ်ဟုတ်လားအပြောတွေကောင်းပြီအလုပ်တွေကောင်းပြီဆိုတော့ကောင်းခြင်းရဲ့အကျိုးတရားသည်ချမ်းသာဒုက္ခကလွဲလို့တခြားဘာမှမရှိနိုင်ဟုတ်လားစိတ်ကူးတွေဆိုးပြီဆိုတော့အပြောတွေဆိုးလာတယ်စိတ်ကူးတွေဆိုးလာပြီဆိုတော့အလုပ်တွေဆိုးလာတယ်အပြောတွေအလုပ်တွေကံတွေဆိုးလာပြီဆိုတော့ကောင်းကောင်းကြီးအဲ့ဒါဒုက္ခရောက်တော့မယ်ဟုတ်လားဒါကြောင့်စိတ်ကူးကောင်းသည်အပြောကောင်းအလုပ်ကောင်းကိုဖြစ်စေတယ်စိတ်ကူးဆိုးသည်အပြောဆိုးအလုပ်ဆိုးကိုဖြစ်စေတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့အပြောဆိုးအလုပ်ဆိုးလို့ရလက်ဆိုးသွားကြတဲ့အကြောင်းအပြောကောင်းအလုပ်ကောင်းလို့ရလက်ကောင်းသွားတဲ့အကြောင်းတနည်းအားဖြင့်စိတ်ကူးကလေးတွေကဘဝမှာတတ္တဝါတွေကိုဘယ်လိုခြေလဲနေသလဲဆိုတာလေးကိုဦးဇင်းတို့ဆက်ပြောကြည့်ရအောင်နော်ဘာကိုပြောခြင်းလဲဆိုတော့ဦးဇင်းတို့ဟောဒီဘေးသက်ကြီးတချို့တော့လည်းသိပြီးသားဖြစ်ပါလိမ့်မယ်ဗျာအင်ကုရနတ်သားဆိုတာကြားဘူးလားဦးဇင်းတို့မြတ်စွာဘုရားအဘိဓမ္မာတရားဟောတော့အင်ကုရနတ်သားနဲ့အိန္ဒကနတ်သားဆိုတာရှိတယ်လေဟင်ကြားဘူးတယ်နော်အေးအဲ့ဒီမှာအင်ကုရနတ်သားကစောစောကြီးနေရာယူပြီးတော့ထိုင်းနေတာပဲဒါပေမဲ့တကူကြီးတဲ့နတ်တွေလာတော့သူကနောက်ကိုဆုပ်ပေးရတယ်ဆုပ်ပေးရတယ်ဆုပ်ရင်းနဲ့စัจ java လာတတိုင်းသားတောင်ရောက်သွားတယ်လို့ဆိုတယ်အိန္ဒကနတ်သားကတော့ဘယ်လောက်တကူကြီးတဲ့နတ်တွေပြမာတွေရောက်လာသူ့နေရာမှာပုံမှန်မပြတ်ထိုင်းနေနိုင်တယ်ဘာဖြစ်လို့လဲအိန္ဒကနတ်သားကသာသနာတွင်မှာအရှင်အနုရုဒ္ဓကိုဆွန်လောင်းခဲ့တဲ့ကုစုအင်ကုရနတ်သားကဘာကြောင့်နတ်ဖြစ်တယ်လဲဆိုတော့သာသနာ့ဘမှာအကြီးအကျယ်လှူခဲ့တာပဲအဲ့ဒီကုသိုလ်ကြောင့်နတ်ဖြစ်တယ်ဒါပေမဲ့သာသနာတွင်ကုသိုလ်သေးသေးလေးကိုသာသနာ့ဘကုသိုလ်အကြီးကဘယ်လိုမှမတုနိုင်ဘူးဖြစ်တယ်အဲ့ဒီအင်ကုရရဲ့အကြောင်းကလေးကိုပြောပြချင်တာနော်အင်ကုရနတ်သားနတ်မဖြစ်ခင်တုန်းကမင်းသားဘဝတုန်းကဘာတွေလုပ်ခဲ့တယ်လဲဘာတွေတွေ့ကြုံခဲ့တယ်လဲဆိုတာလေးကိုပြောချင်တာအဲ့ဒီထဲမှာစိတ်ကူးစိတ်သန်းနေကြောင်းကာယကံဝစီကံတွေမတူကြဘူးကာယကံဝစီကံတွေမတူကြလို့အကျိုးပေးတွေမတူကြဘူးဆိုတာလေးကိုပြောချင်တာဟုတ်လားအဲ့ဒါသူတို့ရဲ့စိတ်ကူးစိတ်သန်းကလည်းပဲတိုက်ဆိုင်လို့ပြောရမှာပဲဗျခုနတုန်းကလိုပဲဖြစ်ရက်တစ်ခုတည်းကိုပဲအကြောင်းပြုပြီးတော့စိတ်ကူးတွေမတူခဲ့ကြတာစိတ်ကူးတွေမတူတဲ့အတွက်ကြောင့်
အပြောတွေအလုပ်တွေမတူဘဲနဲ့အကျိုးရလဒ်တွေကွဲပြားသွားတာအဲ့ဒါဘာလဲဆိုတော့အင်ကုရနတ်သားဖြစ်လာမယ်အင်ကုရအလောင်းမင်းသားလေးသူ့မှာအကိုတွေညီတွေအကိုတွေအများကြီးရှိတယ်အကို10ယောက်လောက်တောင်ရှိတယ်အကို9ယောက်ရှိတယ်ညီမလေး1ယောက်ရှိတယ်မင်းသားမင်းသမီးတွေနောက်တော့တိုင်းပြည်ကိုသူတို့အစိတ်စိတ်မောမောစိတ်ပြီးတော့ပိုင်းပြီးတော့အုပ်ချုပ်ကြတော့သူကသူ့ရတဲ့ဝေပုံစုကိုညီမလေးကိုပေးပြီးတော့သူကကုံကူးပြီးတော့အသက်မွေးဝမ်းကြောင်းပြုတယ်အဲ့ဒီအင်ကုရကနော်အဲ့ဒီတော့ကုံသွယ်သွားရင်းနဲ့တနေ့တော့အသက်ကန္နာရထဲမှာမျက်စိလဲတယ်ကန္နာရခီးတစ်ခုမှာမျက်စိလဲတယ်မျက်စိလဲတော့ရုပ်ကစိုးနတ်တယောက်ကမြင်တယ်အဲ့ဒီရုပ်ကစိုးနတ်ကသူတို့ကိုကယ်တာဘာလို့ကယ်တာလဲဆိုတော့အဲ့ဒီရုပ်ကစိုးနတ်ကအရင်ဘဝတုန်းကအဲ့ဒီအင်ကုရရဲ့တပည့်တယောက်ရဲ့သားဖြစ်ခဲ့တာသူကအချုပ်ပြီးတော့စားခဲ့တာအဲ့ဒါငယ်ငယ်ရွယ်ရွယ်နဲ့သေပြီးတော့သူကဘုံမစိုးနတ်ဖြစ်နေတာနော်ဘုံမစိုးနတ်ဖြစ်နေတာအဲ့ဒါနဲ့သူကဘုံမစိုးနတ်ဖြစ်တော့အင်ကုရကိုသူ့မျက်စိရှိတယ်မသေးပါနဲ့မသေးပါစေနဲ့ဆိုပြီးတော့အဲ့ဒီလှဲတွေအကုန်လုံးကိုသူ့ရဲ့ပညောင်ပင်ဘုံမိတ်မှန်နန်းကိုခေါ်သွားတာခေါ်သွားပြီးတော့ဟိုရောက်တော့ကောင်းကောင်းမွန်မွန်မလုပ်လဲဆိုတော့အစာရည်သာပေးတယ်ထူးဆန်းတယ်ဗျာအဲ့ဒီဘုံမစိုးနတ်ရဲ့အစာတွေရေတွေအဝတ်အစားတွေဟာဘယ်ကနေထွက်ကြရဲဆိုတော့လက်ညှိုးကနေထွက်ကြလာတာတဲ့လက်ညှိုးကနေရေတွေထွက်လာတယ်လက်ညှိုးကနေအစာတွေထွက်လာတယ်လက်ညှိုးညွန်ရရေဖြစ်ဆိုတာသူပြောတာလားတော့မသိဘူးဟုတ်လားအဲ့ဒီမှာလက်ညှိုးကနေအဲ့လိုပဲအဝတ်အစားတွေကိုသူတို့ဘို့ပြန်တော့ယတနာတွေကိုပေးလိုက်အောင်မယ်ဆိုယတနာတွေပါထွက်လာတယ်ထွက်လာတော့ပြောရအောင်မယ်ဗျကြုံလို့ပေါ့နော်ဘာလဲဆိုတော့အဲ့ဒီအင်ကုရမင်းသားနဲ့အတူတူလိုက်လာတဲ့အကြံပေးလုပ်တဲ့ပုံသားတစ်ယောက်ပါတယ်အဲ့ဒီပုံသားကဘာစဉ်းစားလဲဆိုတော့တို့အလကားအပန်းခံပြီးတော့အရက်တကလှည့်ပြီးတော့ကုံကူးနေရတာပန်းပါတယ်ဘာလို့မှလဲမတို့အကုန်လုံးဝိုင်းဝန်းပြီးတော့ဟောဒီရုပ်ကစိုးနတ်ကြီးကိုကျိုးနဲ့တုပ်ပြီးတော့ရိုက်နှက်ပြီးတော့အတင်းအကျပ်လှဲပေါ်တင်ခေါ်တော့ရရင်တို့ဘာမှလှုပ်ရှားမလို့တော့ဘူးလို့အဲ့ဒါလိုစဉ်းစားတယ်တဲ့ကဲကြည်အိုးကျေးဇူးရှင်ကိုအဲ့ဒါလိုစဉ်းစားတာနော်အဲ့လိုစဉ်းစားတာကိုစဉ်းစားယုံနေမကဘူးအင်ကုရကိုပြောတယ်ဘာမှလုံမနေနဲ့ဒီရုပ်ကစိုးနတ်ကြီးကိုပဲကျိုးနဲ့တုပ်ပြီးတော့ခေါ်ခဲ့ရအောင်အဲ့တော့အင်ကုရကဘလို့မြန်းစိတ်ကူးလိုက်တာတော့အရေးနေလို့ခက်ချိုးတယ်ဆိုရင်တောင်မှအဲ့ဒါမိတ်ဆွေပြက်လူယုံမှလို့ခေါ်တယ်အဲ့ဒါအချီအချပြောကြတာဗျာသူ့တပည့်ပုံနာနဲ့အင်ကုရနဲ့တော်တော်ကောင်းနေဗျာဒါပေမဲ့အဲ့ဒါဥစဉ်တော့မပြောအောင်ဟင်ဒကမာကြီးတွေနော်ရှေ့ဆက်ပြီးတော့ဗာပြောခြင်းတုံးဆိုတော့အင်ကုရကမေးတာကိုဘာပြုတ်လောက်ဒီလောက်တကူကြီးတဲ့လက်ညှိုးကြီးပိုင်ရတာလေအဲ့ဒီတော့မှအဲ့ဒီလူကအဲ့ဒီဘုံမစိုးနတ်ကဘာပြောတုံးဆိုတော့အရှင်မင်းသားတဲ့ကျွန်ုပ်ကိုသင်မမှတ်မိလို့သာမမှတ်မိတာတဲ့ကျွန်ုပ်ကအရှင်တပည့်ရဲ့သားအဲ့ဒီတုန်းကကျွန်ဖြစ်ရတာရှက်တယ်ဆိုပြီးတော့အရှင်ဒီကနေကျွန်ုပ်ထွက်ခွာသွားတာမှတ်မိလားတဲ့အေးမှတ်မိပြီအဲ့တော့ကျွန်ုပ်ကတိုင်းပြည်တစ်ခုကိုရောက်သွားတော့အချုပ်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုတယ်အဲ့ဒါကျွန်ုပ်ရဲ့အိမ်သားမှာကံကောင်းရင်တော့တထေးကြီးတူရှိတယ်အဲ့ဒီတထေးကြီးကအတ္တရှတထေးကြီးတဲ့အင်မတန်စိတ်စေတနာကောင်းတယ်သဘောထားအင်မတန်ပြည့်ဝတယ်စိတ်ထားအင်မတန်ဖြူတယ်သူများကိုအင်မတန်ကျင်နာတတ်တယ်တနာတတ်တယ်ဒါကြောင့်အလှမန်းတက်ကြီးအမြဲတမ်းဆောက်ထားတယ်အစာရည်သာပြတ်တတ်တဲ့ပုဂ္ဂိုလ်တွေလိုတဲ့ပုဂ္ဂိုလ်တွေနေမရွေးညမရွေးကြိုက်တဲ့အချိန်လာတောင်းရတယ်အလှမန်းတက်ကြီးကိုအမြဲတမ်းထိုးထားတာအဲ့ဒါလိုတောင်းရန်စားတော့တဲ့ပုဂ္ဂိုလ်တွေကတကယ်လို့မြန်ကျွန်ုပ်အိမ်သားကိုမျက်စိလဲပြီးတော့တတိကြီးရဲ့အိမ်ကိုဘယ်ကသွားရလဲမသိဘူးလို့ဖြစ်နေရင်ကျွန်ုပ်ကစေတနာပါနဲ့အိုးအမောင်တို့အမိတို့လာကြဟောမှာတတိကြီးကအမြဲတမ်းလှူးနေတာအဲ့ဒီတတိကြီးရဲ့အိမ်ကိုဒီကသွားရတယ်လို့ဟောဒီလက်ညှိုးကိုအသုံးချပြီးတော့ညွှန်ပြခဲ့တာတဲ့သူကလည်းစိတ်စေတနာကောင်းတယ်နော်ဂျားတဲ့ကပတ်စံလဲတပြားမှမကုံရဘဲနဲ့ဂိုင်းထမင်းရခြင်းတဲ့လူထမင်းရပါစေအဝိရခြင်းတဲ့လူအဝိရပါစေအဲ့ဒါလို့စိတ်ကူးကောင်းကလေးနဲ့စိတ်ထားကောင်းကလေးနဲ့ဝစီကံနဲ့လည်းညွတ်ပြီးတော့ပြောခဲ့တယ်ကာယကံမြောက်လည်းလက်ညှိုးလည်းညွှန်ခဲ့တယ်ဒါကြောင့်ဒီလိုအကျိုးတရားကိုရတာတဲ့ဒါကစိတ်ကူးကောင်းလို့ကံနေကောင်းပြီးတော့အကျိုးပေးကောင်းတာပေါ့ဟုတ်လားအေးအဲ့ဒီလိုပြောတော့အင်ကုရကဝမ်းသာတယ်တဲ့ရဲ့အဖြစ်အပျက်ကိုတနည်းအားဖြင့်ကုသိုလ်ကောင်းမှုဟာချမ်းသာဒုက္ခကိုဖြစ်စေပါတယ်လို့
အခုလိုအခိုင်မာဆုံးသောတက်သေးကြီးကိုငါတွေ့နေမှတော့စတဲ့တဖို့တိုးပြီးတော့ငါလူလောကကိုရောက်လို့ရှိရင်ဓာတ်ထက်တိုးပြီးတော့ကောင်းမှုတွေငါလုပ်တော့မယ်အဲ့လိုဆုံးဖြတ်တာသူကအဲ့ဒါနဲ့ရှေ့ဆက်ပြီးတော့အရက်ဒေတာကိုပြန်လာမယ်ပေါ့လေအိမ်ပြန်မယ်ပေါ့အဲ့ဒီလိုပြန်မယ်ဆိုပြီးတော့အဲ့ဒီရုပ်ကစိုးကြီးနှုတ်ဆက်ပြီးတော့ပြန်လာတယ်အမေမလှမ်းမကန့်လဲရောက်ရော့လေဘာတွေ့တယ်ဆိုတော့ပြိတ္တာတယောက်တွေ့တယ်တဲ့နော်ထမ်းပင်လိုပဲတကိုယ်လုံးမဲနေတယ်တည်တည်ချာချာကြည့်လိုက်တော့မှလက်တွေကိုခြေတွေကိုကောက်ကွေးနေတယ်တဲ့နော်မျက်လုံးနှလုံးကလည်းပဲတိတ်တရဲ့မရှိဘူးဟုတ်လားအဲ့ဒါလို့ဗဇက်ကလည်းရွဲ့ဆောင်ပြီးတော့တည်ရည်တွေကလည်းတများများကျနေတယ်တကိုယ်လုံးတဲ့တာတခုမှမရှိဘူးတော်တော်ကြောက်မဲ့ဖွယ်ရကောင်းတဲ့အစင်းနဲ့ပေါ့အဲ့ဒါနဲ့အင်္ဂုဒ္ဒတို့ကလူတွေကများတာဆိုတော့မေးတယ်ဩပြိတ္တာကြီးကြည့်ပါဦးတွေ့မှတွေ့ရပါလေမကြောက်ဘူးနော်လူတွေများတော့အဲ့ဒီလိုမေးတော့ဘာဖြစ်လို့ဒီလိုဖြစ်လဲလို့မေးတော့ပြောပြတယ်အဲ့ဒီပြိတ္တာကြီးကလည်းဒါဥစဉ်တို့ပေတဝိတ္ထုတော်မှာပါတဲ့အကြောင်းလေးပြောပြတာဟုတ်လားကျွန်ုပ်ဟာတဲ့အရင်ဘဝတုန်းကအတ္တရှတထေးကြီးရဲ့လူယုံတော်ပါတဲ့ဟောတိုက်တိုက်ဆိုင်ဆိုင်အကျိုးပေးနှစ်ခုလာပြီးတော့တွေ့နေတာနော်အတ္တရှတထေးကြီးရဲ့ဗာလဲလူယုံတော်တဲ့တထေးကြီးကသိစေနာကောင်းတဲ့အလုပ်တွေကလည်းများတော့သူ့ရဲ့အလှပွဲကြီးမှာကျွန်ုပ်ကိုငွေကြီးအပြည့်အဝအပ်ပြီးတော့ကျွန်ုပ်ကိုအကုန်လက်လွှဲတယ်မင်းကြိုက်တယ်လို့လှူငါမျက်နှာလွှဲတယ်ငါရဲ့ကုသိုလ်ကောင်းမှုအတွက်မင်းကြားတဲ့ကနေအကျိုးဆောင်ပေးပါဆိုပြီးတော့လာကပေးပြီးတော့အလှပွဲကြီးကိုလက်အပ်ထားတာကောင်းလိုက်တဲ့အခွင့်အရေးနော်ဒကမာကြီးများအခွင့်အရေးသိပ်ကောင်းတာပဲနော်သူလည်းကုန်စရာမလိုဘူးလာကလည်းရမယ်ဗျာဟုတ်လားစိတ်ထားတဲ့ရင်စိတ်ရှည်နာနဲ့စားပါစေတောက်ပါစေကောင်းသွားကြပါစေပျော်စရာကြီးဘာမှလည်းလုပ်စရာမလိုဘူးဟုတ်လားလာကလည်းရတယ်ကောင်းကောင်းမွန်မွန်ကြည့်ပြီးတော့လှူးနေုံပဲအဲ့ဒါကိုသူကကြည်စမ်းတထေးကလောကကြီးကိုဖျက်ဆီးနေတာလို့သူကဒီလိုများထင်သလားမသိဘူးဒီလိုလုပ်မှတော့အချောင်စိတ်ရှိတဲ့လူတွေကဘယ်လှုပ်ရှားတော့မှလဲဒီလူတွေကလည်းအလကားရတိုင်းလာနေတာကိုယ့်ကိုလှုပ်ရှားမလို့မအောင်မိဘူးသူကဒီလိုတွေးမှပေါ့အတွေးတွေကကောင်းလားမကောင်းဘူးမကောင်းတော့ဘာဖြစ်တုံးဆိုတော့ကြားတွေကနေနှမျောနေတယ်တဲ့ဒါကြောင့်အလှကန်တွေလာလို့ရှိရင်တခါလေးမမြင်ញဟန်ဆောင်းနေတယ်ပေးတဲ့ရင်မမြင်ញဟန်ဆောင်းရတဲ့မျက်နှာကဘယ်လိုများနေမလဲမသိဘူးဒကမကြီးတွေမမြင်ញဟန်ဆောင်းဘူးလားဆောင်းဘူးတာပေါ့ဗျမမြင်ញဟန်ဆောင်းရပြီဆိုမှတော့မျက်နှာကတော်တော်ကိုကြည့်မကောင်းမှတော့တေချာတယ်ဟုတ်လားအဲ့ဒီကြည့်မကောင်းတဲ့မျက်နှာကြီးနဲ့မမြင်ញဟန်ဆောင်းခဲ့လို့ကြည့်မကောင်းတဲ့မျက်နှာကြီးရနေတာဟုတ်လားတခါတလေခါးတွေပါတွေထောက်ပြီးတော့ခက်တီတီပဲဟုတ်လားလှည့်နေလိုက်တာပဲအဲ့ဒါလို့ပုံမကြပန်းမကြအချိုးစားကြီးနဲ့ကံတွေကိုတရုပ်ဆောင်ခဲ့တာနော်အဲ့ဒီကြောင့်မို့လို့ပုံမကြပန်းမကြကြီးဖြစ်နေတာအဲ့ဒီလိုပုံမကြပန်းမကြကံတွေဖြစ်အောင်ဘယ်သူကစေခိုင်းနေတာလဲစိတ်ကစေခိုင်းနေတာအာယောနိသောမနတိကာရစိတ်ကူးတွေကလွဲလိုက်တာစိတ်ကူးတွေလွဲတော့အပြောတွေလည်းလွဲကုန်ရောအလုပ်တွေလည်းလွဲကုန်ရောအလုပ်တွေအပြောတွေအတွေးတွေလွဲတော့အကျိုးပေးတွေကလည်းတခုမှမတည့်တော့လောကကြီးကအဲ့ဒီစိတ်ကူးတွေရဲ့တယုတ်တကံကိုဖော်ပြနေတဲ့ရှုခင်းကြီးတစ်ချက်နဲ့မတူဘူးလားတူတယ်ဗျဒါကြောင့်စိတ်ကူးသည်တာလည်းလောကမှာအရေးအကြီးဆုံးပဲအဲ့တော့အဲ့ဒီစိတ်ကူးကိုတဲ့အောင်ဘယ်လိုလုပ်မလဲဒါအရေးမကြီးဘူးလားအရေးကြီးတယ်ဟုတ်လားဦးဇင်းပြောချင်တာကတော့အဲ့ဒါပဲပေတတ်တို့ဉာဏ်ရှိတယ်နော်အေးဒီဖြစ်ရတထေးကြီးလှူတဲ့အလှူကိုအကြောင်းပြုပြီးတော့တယောက်ကအဲ့ဒါလောက်တောင်အခွင့်အရေးမရရှာဘူးခက်လှမ်းလှမ်းကနေစိတ်ကောင်းကလေးမွေးပြီးတော့လမ်းနေညွန်ခဲ့တာတယောက်ကတော့အတွင်းကြကြနေခဲ့ရပဲမလို့အမျက်မထုတ်နိုင်မဲနဲ့အရှုံးတွေကိုပဲရအောင်ယူခဲ့တာစိတ်ကူးအရေးကြီးတယ်နော်တခါကြီးမိုက်များဟုတ်လားဒါကြောင့်ဦးဇင်းတို့ကတရားကောင်းစဉ်ကိုစိတ်တိုးဤအစွမ်းလို့နာမည်ပေးထားတာဟုတ်လားဒါကြောင့်အဲ့ဒါလောက်လောကကြီးကိုခြေလေကျိုးကင်နေသောလောကကြီးအတွက်အဲ့ဒါလောက်အဓိကကြသောဒီစိတ်ကလေးကိုတဲ့အောင်ရဲ့အောင်ဖြူအောင်ဆင်အောင်ဘယ်လိုလုပ်မလဲကောင်းအောင်ဘယ်လိုလုပ်မလဲစိတ်ကူးတွေကောင်းအောင်အတွေးတွေကောင်းအောင်ဘယ်လိုလုပ်ကြမလဲဒီမေခွန်းလေးရဲ့အဖြေကိုတရားဒုတိယပိုင်းအနေနဲ့ဆက်ပြီးတော့ဦးဇင်းတို့ပြောကြည့်ရအောင်ဟုတ်လားဒီကမာကြီးတွေမနေ့တုန်းကတော့ပုံကလေးတွေဇက်လန်းလေးတွေကပါတော့ပိုးစိတ်ဝင်စားလားမသိဘူးဒီနေ့စိတ်ကောဝင်စားလားမသိဘူး
ဒီနေ့အကြောင်းအရာကနည်းနည်းလေးလေးနဲ့တလို့ရှိတယ်နော်ဆက်ပြောမှာကနည်းနည်းပိုးတောင်းလေးနဲ့လေးဦးမယ်ဟုတ်လားဒါကြောင့်စိတ်ဒီအရေးကြီးတယ်လို့သိပြီးတဲ့နောက်မှာဒီစိတ်ကိုဘယ်ပုံစံတို့ကောင်းအောင်လုပ်ကြမလဲဟုတ်လားအဲ့ဒါကိုဦးဇင်းတို့၃မျိုးလောက်ပြောဖို့စိတ်ကူးထားပါတယ်နံပါတ်1စိတ်ကိုလုံအောင်လုပ်ရမယ်ဟုတ်လားစိတ်ကိုလုံအောင်လုပ်ရမယ်နံပါတ်2စိတ်ကိုဖြူအောင်လုပ်ရမယ်နံပါတ်3စိတ်ကိုကြည်အောင်လုပ်ရမယ်အဲ့ဒီအချက်၃ချက်ကိုမြတ်စွာဘုရားဟောထားတဲ့ဟောဟာရအတိုင်းအတိအကျဦးဇင်းတို့ပြောမယ်နော်စိတ်ကိုလုံအောင်လုပ်ရမယ်စိတ်ကိုဖြူအောင်လုပ်ရမယ်စိတ်ကိုကြည်အောင်လုပ်ရမယ်သူဥပမာလေးနဲ့သူသိပြီးတော့ကောင်းတယ်ဆိုတာကိုနားထောင်ကြည့်ရင်သိပါလိမ့်မယ်မြတ်စွာဘုရားရဲ့ဒေသနာတော်အရာမှာဘလောက်ကျွမ်းကျင်လိမ္မာသလဲဆိုတာကိုလေဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကစိတ်ကိုလုံအောင်ဘယ်လိုလုပ်ရမှာလဲဆိုတော့စိတ်ဟာဒီခန္ဓာကိုယ်ကြီးဟာအိမ်ဆိုလို့ရှိရင်စိတ်ဟာအမိုးပဲဒီကမာကြီးတွေဒီစကားလေးကိုမှတ်စမ်းပါဗျာခန္ဓာကိုယ်ကြီးကအိမ်ဆိုရင်စိတ်ဟာပါလေအမိုးပဲအမိုးမလို့ရင်ဒီခန္ဓာအိမ်ကြီးဟာပျက်စီးသွားမယ်ဟုတ်လားသောတော်တုန်းကလည်းပြောခဲ့ပြီစိတ်ကောင်းရင်မနောကံလည်းကောင်းတယ်ဝစီကံလည်းကောင်းတယ်ကာယကံလည်းကောင်းတယ်စိတ်မကောင်းရင်မနောကံဝစီကံကာယကံတစ်ခုမှမကောင်းတော့မကောင်းရင်အကုန်ဆိုးမှာပဲဟုတ်လားဒါကြောင့်ဒီစိတ်ဒီဟူသောအမိုးလေးကိုလုံအောင်မိုးဖို့လိုတယ်ဟုတ်လားစိတ်ဒီဟူသောအမိုးကိုလုံအောင်မိုးဖို့လိုတယ်အမိုးကတော့လူတိုင်းရှိတယ်စိတ်လည်းလူတိုင်းရှိတယ်ဒါပေမဲ့စိတ်ဒီဟူသောအမိုးကအကြအပေါက်တွေများနေတော့မိုးရွာတိုင်းရွာတိုင်းယိုကြတယ်ယိုတိုင်းယိုတိုင်းအကာတွေကိုအခင်းတွေကိုတိုင်တွေကိုရွှဲတယ်မကြခင်မှာပဲပုတ်ရွှေပြီးတော့အိမ်ကြီးဟာပျက်စီးသွားတယ်အဲ့ဒါလိုပဲစိတ်ကိုလုံအောင်မမိုးတဲ့အခါကျတော့ကာယကံဝစီကံမနောကံတွေဟာလောဘဒေါသမောဟဆိုတဲ့မိုးရေတွေနဲ့ဆူဆွတ်တယ်ပြီးရင်ပုတ်ဆွေးတယ်ပြီးရင်အသေးဆိုးနဲ့သေရတတ်တယ်ပြီးရင်ဘဝဆိုးတွေကိုရောက်တတ်တယ်ဒါကြောင့်နံပါတ်1စိတ်ကိုလုံအောင်မိုးရမယ်ဒါကိုဦးဇင်းတို့မြတ်စွာဘုရားအနာတပိတတိကြီးကိုဒီတိုင်းဟောတယ်ပြီးတော့ဂါထာလေးနဲ့ဟောထားတာကတော့နန္ဒမင်းသားကိုဟောတယ်ဘုရားရဲ့ညီတော်နန္ဒကြားဘူးတယ်နော်နတ်သမီးလိုချင်လို့တရားအထုတ်သူဆိုပြီးတော့သာသနာတော်မှာနာမည်ဆိုးနဲ့တစ်ချိန်ကပေါ့လေနာမည်ကတိတ်တော့မဆိုးပါဘူးနည်းနည်းပေါ့ဟုတ်လားနောက်တော့သူကဣတရေရပါတယ်ဘယ်လောက်ထိတော်သွားလဲဆိုတော့အိန္ဒြေတွေကိုစောင့်စည်းတဲ့နေမှာဣတရေရတယ်ဆိုးတော့ကတော်တော်ဆိုးတယ်ကောင်းတော့လည်းတော်တော်ကောင်းတယ်ဆိုးတော့ကဘယ်လောက်ထိဆိုးတော့ဆိုရင်သူ့ရဲ့မျက်စိကိုလေဟိုကလားတွေရဲ့ထုံးစံအတိုင်းအယောင်တွေဆိုးထားတာတဲ့ရဟန်းဖြစ်ပြီးမှမျက်နဲ့အကွင်းကြီးတွေကွင်းထားတာသင်္ကန်းဆိုရင်အယောင်ကိုဝင့်တောက်နေတာဝစ်ပြီးတော့သပိတ်ဆိုလို့ရှိရင်တကယ်ကိုတန့်ရှင်းပြီးတော့တောက်ပြောင်နေတဲ့သပိတ်ကိုကင်တာအဲ့ဒါကိုမြတ်စွာဘုရားကမြင်တော့မြတ်စွာဘုရားကညီးတယ်။ဩဘယ်သောခါကာလမှများပန္နကူသင်္ကန်းကိုဝစ်ပြီးတော့ပန္နကူဒူရင်ဆောင်တဲ့ဆုံးခံစားတဲ့နန္ဒကိုငါမြင်ရပါမတော့အဲ့ဒီတော့လေသူတော်တော်တနာစရာကောင်းတယ်အဲ့ဒီနေ့ကစပြီးတော့ကောင်းသွားလိုက်တာဆုံးခံစားရီပန္နကူသင်္ကန်းဝစ်တယ်ဟုတ်လားအဲ့ဒီနန္ဒကိုမြတ်စွာဘုရားဟောတာနော်အဲ့ဒီဂါထာလေးနည်းနည်းလောက်နာယူကြည့်မယ်နော်တခါကြီးမိုက်မြယထာအာဂါရံဒုသန္တံဝဋ္ဌိသမတိဝိဇ္ဇတိဧဝံအဘာဝိတံစိတ်တံရာဂောသမတိဝိဇ္ဇတိဒုသန္တမကောင်းသဖြင့်မိုးအပ်သောအာဂါရံအိမ်ကိုဝဋ္ဌိမိုးရေမိုးပေါက်သည်သမတိဝိဇ္ဇတိယထာထွင်းဖောက်ကြာရောက်လေပြီတကဲ့သို့ဧဝံဤအတူသာလျင်အဘာဝိတံလုံခြုံအောင်မဆောင်လျှောက်မပွားမြတ်အပ်သောစိတ်တံစိတ်ကိုရာဂောယာကအစရှိသောကိလေသာမိုးရေတို့သည်သမတိဝိဇ္ဇတိထွင်းဖောက်ရှို့ကြ၍နေလေပေ၏အိမ်တလုံးကိုကောင်းကောင်းမိုးမထားဘူးဆိုရင်ဒုစန္တံမကောင်းသဖြင့်မိုးထားတယ်ဆိုရင်အဲ့ဒီအိမ်ကိုမိုးရေတွေဟာယိုကျပြီးတော့ကြာလာရင်ပုတ်ဆွေးပြီးတော့ပျက်စီးသွားမယ်အဲ့ဒီလိုပဲခန္ဓာကိုယ်အတ္တဘောဓိဟုသောအိမ်မှာစိတ်ဓိဟုသောအမိုးကိုအဘာဝိတံသမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ပွားများခြင်းဆိုတာအဲ့ဒါကောင်းကောင်းမိုးတယ်လို့ဆိုတာနော်အဲ့ဒါလို့အဘာဝိတံကောင်းကောင်းမပွားများတော့ကောင်းကောင်းမိုးမထားဘူးပေါ့ကောင်းကောင်းမမိုးတဲ့အတွက်ကြောင့်
စိတ်အမိုးကမလုံတဲ့အတွက်ကြောင့်လိုချင်မမောမှုဆိုတဲ့လောဘမိုးရေဟာယိုကျတယ်မကြည်နပ်ဘူးဆိုတဲ့ဒေါသမိုးရေဟာယိုကျတယ်မာနတို့အိတ်သားတို့မစ္စရိယတို့အမျိုးမျိုးသောဆိုးဝါးတဲ့ကိလေသာမိုးရေတွေဟာခန္ဓာကိုယ်အတ္တဘောကိုဆိုဆွတ်ဟုတ်လားအထူးအားဖြင့်မနောကံကိုအရင်မဆိုဆွတ်ဘူးလားဆိုဆွတ်တယ်ပြီးရင်ဝစီကံကာယကံလောဘရှိရင်လောဘရှိတဲ့အပြောထွက်တယ်လောဘရှိတဲ့အမှုအရာပြတယ်ဒေါသရှိရင်ဒေါသရှိတဲ့အပြောဒေါသရှိတဲ့အမှုအရာအဲ့ဒါလိုပဲကံ၃ပါးသည်ကိလေသာတို့ဖြင့်ပျက်စီးသွားတယ်ဘာအမိုးမလုံလို့လဲစိတ်တည်ဟူသောအမိုးမလုံလို့ဟုတ်ရလားဒါကြောင့်ဦးဇင်းတို့ဝေဘူးစတော်ဘုရားကြီးကတော့အင်ပတန်လိုက်နာဖို့ခက်ခဲတဲ့အဆုံးအမတစ်ခုလို့လည်းပြောလို့ရပါတယ်တရက်မှာ24နာရီရှိတယ်တဲ့အဲ့ဒီ24နာရီကိုတစ်စက်လုံးရအောင်တစ်ချက်မှဝင်လေထွက်လေကိုမလွတ်အောင်တတိကတ်ထားနိုင်မယ်ဆိုရင်တရက်လောက်သာလှုပ်ကြည့်ပါတဲ့အစအဆုံးမအိပ်ဖဲနဲ့စားနေလဲသိသွားနေလဲသိပြောနေလဲသိအဲ့ဒါလောက်စိတ်ကိုစက်အောင်မိုးနိုင်မယ်ဆိုရင်တဲ့တိတိတန်တာထူးထူးခြားခြားကိုခံစားရပါလိမ့်မယ်တဲ့အဲ့ဒါလောက်တော့အာမခံချက်နဲ့ပြောတယ်အဲ့ဒါဆရာတော်ဘုရားကြီးကပြောသေးတယ်ဗျတရားအထုတ်တာ10နှစ်ရှိပြီပြောအနှစ်20ရှိပြီပြောတကယ်စဉ်းစားတော့တရက်တောင်ရတာဟုတ်ရဲ့လားတဲ့ဒါဆရာတော်ဘုရားကြီးပြောတော့တင့်တယ်တာပေါ့ဦးဇင်းတို့ပြောတော့ကိုကလည်းအဲ့ဒါလိုအထုတ်နေတာမဟုတ်တော့သိမတင့်တယ်ဘူးလို့ဆိုရမှာပေါ့နော်တကယ်ကြီးမိုက်မြတ်သို့တော်လည်းပဲစကားလေးကမှတ်သားစရာမကောင်းဘူးလားကောင်းတယ်ကိုယ့်ရဲ့စိတ်အမိုးကိုဘလောက်ဆက်အောင်မိုးနိုင်တယ်လဲဆိုတာဟာစိတ်ရဲ့ချမ်းသာမှုစိတ်ရဲ့ကြည်နူးမှုတရားအရသာကိုဘလောက်ခံစားရတယ်လဲဆိုတာရဲ့အဖြေပဲစက်အောင်မမိုးနိုင်တော့ကြိုးကြားပဲမိုးထားတာဟုတ်လားအဲ့ဒီတော့မိုးရေတွေကဝင်နေတဲ့အချိန်ပဲများအမိုးကအမိုးလို့ပြောရရုံလောက်ပဲရှိတာလားမသိပါဘူးဟင်ဒကမာကြီးများဟင်ယူတဲ့နေရာနဲ့လုံတဲ့နေရာကဘယ်နေရာကများနေတော့ကိုယ့်ဟာကိုယ်အဲ့လိုဝင်ခံရတာပဲတတ်နိုင်ဘူးဟင်ဒကမာကြီးဦးဇင်းတို့လည်းဒီတိုင်းမှာပဲဟုတ်လားအေးဒါကြောင့်ဘာဝနာတရားနဲ့စိတ်ကိုစက်အောင်လုံအောင်စစ်ဆက်မိုးမယ်ဆိုရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ကံ၃ပါးဟာကိလေသာရေမဆိုရတဲ့အတွက်ကြောင့်လက်ဆက်တဲ့ခိုင်မာတယ်ဟုတ်လားအဲ့ဒီလိုဆိုလို့ရှိရင်ဘဝတစ်လျှောက်လုံးတန်တရားတစ်လျှောက်လုံးကောင်းမယ်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့အရာသာကိုပါခံစားရလိမ့်မယ်ဟုတ်လားဒါကြောင့်စိတ်ကိုကောင်းကျင်တယ်ဆိုရင်နံပါတ်1ဦးဇင်းတို့ပြောပါတယ်လုံအောင်စိတ်အမိုးကိုကြိုးစားပြီးတော့မိုးပါဟုတ်လားဘာနဲ့မိုးရမှာလဲသမထဘာဝနာဝိပဿနာဘာဝနာ2ပါးဖြင့်မိုးရမယ်တို့ရဲ့ဖရာဟာကိလေသာနဲ့သိเสียကုန်တယ်လောဘဒေါသမရှိဘူးစဉ်းစားနေတယ်တွေးနေတယ်နော်အဲ့ဒါလိုတွေးနေတာဒီသမထဘာဝနာနဲ့စိတ်ကိုမိုးနေတာဟုတ်လားစိတ်အမိုးကိုလုံအောင်လုပ်နေတာအလုံးသောတတ္တဝါတွေကောင်းတော်ကြပါစေချမ်းသာတော်ကြပါစေဘာလုပ်နေတာလဲစိတ်ဒီဟူသောအမိုးကိုမေတ္တာတရားနဲ့လုံအောင်မိုးနေတာလုံနေသူလည်းလုံပါတယ်ဝိပဿနာမှလုံနေလို့မပြောနဲ့ဟုတ်လားဘုရားနုတ္တိလည်းလုံနေမေတ္တာလည်းလုံနေအတုပလည်းလုံနေမရဏနုတ္တိလည်းလုံနေအာနာပါနလည်းလုံနေနော်အေးအဲ့ဒီတော့သမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ပွားများနေတယ်ဆိုရင်မိမိကိုယ်ကိုမိမိစိတ်ကောင်းနှလုံးကောင်းတွေဖြစ်အောင်တနည်းအားဖြင့်စိတ်ဆိုးဒီဟူသောမိုးရေတွေဝင်ရောက်မလာအောင်လုံအောင်မိုးနေတာပိဋကကြီးကဒီလောက်ကြီးဥစဉ်တို့အကျေကြီးပြောเสียမလိုတော့ဘူးလို့ထင်ပါတယ်ဟုတ်လားဒါကြောင့်ဖြူအောင်လုပ်ရမယ်ကြည်အောင်လုပ်ရမယ်ဆိုတဲ့အပိုင်းလေးကိုပြောခြင်းလို့လုံအောင်လုပ်ရမယ်ဆိုတဲ့အပိုင်းကိုဒီလောက်နဲ့ရက်ရအောင်ဟုတ်လားအေးအဲ့တော့ဥစဉ်တို့နံပါတ်2စိတ်ကိုဖြူအောင်လုပ်ရမယ်ဒါကိုဥစဉ်တို့ဘယ်သုတ်တန်တွေကစကားကိုယူပြီးတော့ပြောခြင်းလဲဆိုတော့ဦးဇင်းတို့မေဇိမနိကေမှာဝတ္တသုတ်တန်ဆိုပြီးတော့သုတ်တန်တစ်ခုရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကဘာဟောလဲဆိုတော့ချစ်သားတို့တဲ့စိတ်ကိုဖြူအောင်ကြိုးစားရမယ်တဲ့စိတ်ကိုဘာလုပ်ရမလဲဖြူအောင်ကြိုးစားရမယ်စိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတွေကနေတားဆီးလိုက်ရင်စိတ်ဟာဖြူလာတာပဲစိတ်ဟာပင်ကိုယ်ကဖြူပြီးသားပဲအာဂန္တုဧည့်သည်ဖြစ်တဲ့ကိလေသာတရားတွေကစိတ်ကိုညစ်အောင်အယောင်ဆိုးလိုက်လို့စိတ်ကိုပေးချမ်းအောင်လှုပ်လိုက်လို့စိတ်ဟာညစ်သွားတာစိတ်ညစ်လို့လည်းပဲဒကမာကြီးတွေလည်းအမြဲကြီးတယ်မို့လားစိတ်ညစ်တယ်ညိလားညိတယ်နော်အဲ့ဒီစိတ်ညစ်နေတာတွေကိုဖယ်ပစ်လိုက်ရင်စိတ်ဖြူတာလေမကြံပေဘူးလားကြံပေ
အဲ့ဒါကိုမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတယ်ဗျအဝတ်တွေနဲ့စီကြီးတွေနဲ့အဝတ်တွေမှာဂျေးတွေညှော်တွေနဲ့ပေးနေတယ်ညစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအဝတ်ကိုဆေးရောင်တစ်မျိုးမျိုးဆိုးမယ်ဆိုရင်ကိုကြိုက်တဲ့ဆေးရောင်ဆိုးလို့မရနိုင်ဘူးတဲ့အဝါရောင်ဆိုးလည်းပဲအဝတ်ကအညစ်ကြီးဆိုတော့အဝါရောင်မထွက်ဘူးလှပတဲ့အဝါရောင်မထွက်ဘူးညွညစ်ညစ်ဝါသလိုလိုညိုသလိုလိုညစ်သလိုလိုဒီလိုအရောင်တွေပဲထွက်မှာမို့လားအေးအနီရောင်ဆိုးဆိုးအစိမ်းရောင်ဆိုးဆိုးပင်ကိုအဝိတ်ကညစ်နေတဲ့အတွက်ကြောင့်မို့လို့ကြိုက်တဲ့အရောင်ဆိုးလို့မရတာသေချာတယ်လုံးဝလှတဲ့အရောင်တင်လို့မရဘူးအဲ့ဒါလိုပဲတဲ့စိတ်ပေါ်မှာလည်းပဲညစ်နွမ်းတဲ့စေတသိက်တွေဝင်လာတဲ့အတွက်ကြောင့်စိတ်ကြီးညစ်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ညစ်နေတော့ဘဝကောင်းကိုမရနိုင်ဘူးတဲ့နော်တက္ကမကြီးများနော်ညစ်နေတဲ့အဝတ်ကိုကြိုက်တဲ့ဆေးရောင်ခြယ်လို့မရတယ်လို့ညစ်နေတဲ့စိတ်ကြီးနဲ့ကောင်းတဲ့ဘဝကိုမရနိုင်ဘူးတဲ့ဆိုးတဲ့ဘဝပဲရမယ်ညစ်တဲ့စိတ်ဒီညစ်တဲ့ဘဝကိုပဲပို့မှာပဲပူတဲ့စိတ်ဒီပူတဲ့ဘဝကိုပဲပို့မှာပဲဟုတ်လားအဲ့ဒီလိုပဲတဲ့ဖြူစင်တန်ရှင်းနေတဲ့အဝတ်ကလေးဖြူစင်ပြီးတော့တောက်ပနေတယ်အဲ့ဒီအဝတ်ကလေးကိုကြိုက်တဲ့အယောင်ဆိုးမယ်ဆိုရင်ဆိုးလို့ရပါတယ်ပင်ကိုယ်ကဖြူနေတဲ့အတွက်ကြောင့်ဟုတ်လားအေးဒါကြောင့်စိတ်ဖြူနေတယ်ဆိုရင်တော့ဘယ်ဘဝကိုရချင်တယ်လဲညှို့လိုက်စိတ်ညှို့လိုက်တာနဲ့ကိုကြိုက်တဲ့ဘဝကိုရတယ်ဘာဖြစ်လို့လဲဆိုတော့အဝတ်ဖြူနေတာကိုစိုက်ကြိုက်တဲ့အယောင်ဆိုးလို့ရတယ်လို့မျိုးကောင်းတဲ့ဘဝကိုဖြူတဲ့စိတ်ဟာပေးနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကစိတ်ကိုဖြူအောင်ကြိုးစားရမယ်အဝတ်ကလေးနဲ့ဥပမာပေးတယ်နော်အေးအဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်ဖြူနေတဲ့စိတ်ကိုညစ်အောင်ဘယ်တရားတွေကလှုပ်တာလဲဆိုတော့အဲ့ဒီမှာဦးဇင်းတို့ပေးတတ်တို့ဘဟုတုတ္တတရားနဲ့ပတ်သက်ပြီးတော့မှတ်ရမယ်ဗျာအဘိဇ္ဇာဆိုတဲ့ကိုယ်ပစ္စည်းကိုတိတ်ပြီးတော့ဆွဲလန်းတဲ့တရားတွေစိတ်ကိုညစ်အောင်လုပ်တယ်တဲ့တခြားဒေသနာတော်တွေမှာတော့အဘိဇ္ဇာဆိုတာသူများပစ္စည်းမတရားလိုချင်တာကိုအဘိဇ္ဇာလို့ဦးဇင်းတို့ကြားဘူးတယ်သို့တော့ဒီဒေသနာတော်မှာတော့အဘိဇ္ဇာကိုကိုယ်ပစ္စည်းကိုပဲဆွဲလန်းလန်းကြီးမျက်နှိုးနေတယ်ဆွဲလန်းနေတယ်ဆိုရင်အဲ့ဒါအဘိဇ္ဇာတဲ့ကိုယ်ပစ္စည်းကိုမျက်နှိုးလုံးအားကြည့်ပြီးတော့သူများအထိမခံနိုင်ဘူးအကြည့်မခံနိုင်ဘူးတိမ်ပါသွားမှရော့သွားမှတိတ်ကြောက်နေတာပေါ့နော်သူများပစ္စည်းကိုမတရားလိုချင်တာကြတော့ဝိသမလောဘတဲ့ဒီမှာတော့အဲ့လိုသုံးတယ်အဲ့ဒီအဘိဇ္ဇာဗျာပါဒအဘိဇ္ဇာဝိသမလောဘသည်စိတ်ကိုညစ်အောင်လုပ်တယ်တဲ့နောက်ဗျာပါဒသူများကိုညှင်းဆဲခြင်းတာစိတ်ကိုညစ်အောင်လုပ်တယ်နော်ကောရဆိုတဲ့ဒေါသသည်စိတ်ကိုညစ်အောင်လုပ်တယ်ဥပနာဟဆိုတဲ့ယံညိုးဖွဲ့ခြင်းသည်စိတ်ကိုညစ်အောင်လုပ်တယ်ဟုတ်လားပြီးတော့မက္ခဆိုတဲ့သူကျေးဇူးကိုချေဖျက်ခြင်းတရားသည်စိတ်ကိုညစ်အောင်လုပ်တယ်ပလာတဆိုတဲ့ဂုံပြိုင်ခြင်းတရားလည်းစိတ်ကိုညစ်အောင်လုပ်တယ်ဂုံပြိုင်နေတဲ့တစုံတယောက်ကိုမြင်ရင်သွားပြီးတော့ငါကဘယ်လိုသူကဘယ်လိုတန်းပြီးတော့စဉ်းစားတယ်နော်တခါကြီးတမိုင်းမြတ်အဲ့ဒါကိုဘယ်လိုခေါ်မလဲပလာတဟုတ်လားပြီးတော့အိတ်တာဆိုတဲ့မနာလိုတဲ့တရားဟာစိတ်ကိုညစ်စေတယ်မစ္စရိယဆိုတဲ့ဝင်တိုတဲ့တရားဟာစိတ်ကိုညစ်စေတယ်ဟုတ်လားပြောထားတဲ့ပါဠိစကားလေးတွေမှတ်စေခြင်းနဲ့ဗျာကိုယ်ထဲရောက်ရင်တော့ဒါသိရမှာပါဟုတ်လားအေးအိတ်တာမစ္စရိယပြီးတော့မြတ်စွာဘုရားဘာဆက်ပြောတုံးဆိုတော့မာယာတာထေယဟန်ဆောင်လှက်ပတ်တာရှိတဲ့အပြစ်တွေကိုမရှိသလိုလိုဟန်ဆောင်ပြီးတော့ကောင်းသလိုလိုဟန်ဆောင်ပြီးတော့နေတာမာယာမရှိတဲ့ဂုဏ်တွေကိုရှိသလိုလိုတော်သလိုလိုလုပ်ပြီးတော့နေတာတာထေယလှက်ပတ်ခြင်းကောက်ကျစ်ခြင်းဒီစိတ်ရဲ့အညစ်အကြေးဟုတ်လားပြီးတော့မာနအတိမာနဒီစိတ်ရဲ့အညစ်အကြေးနော်ထောင်လွှားတယ်လွန်ကဲထောင်လွှားတယ်အတိမာနဟုတ်လားအဲ့ဒါတွေကစိတ်ကိုညစ်အောင်လုပ်မယ်တဲ့ပြီးတော့မဒပမာဒသည်စိတ်ရဲ့အညစ်အကြေးတဲ့မဒဆိုတာရစ်မူးတာကိုယ့်အခြေအနေလေးကိုตายာနေတာပေါ့ရှိတယ်နော်ပုထုဇဉ်တွေမှာပမာဒဆိုတာကတော့ကုသိုလ်တရားတွေနဲ့တဘာဝအမှန်တွေကိုမေ့လျော့နေတာပမာဒပြောသွားတာတွေအများကြီးနော်အဘိဇ္ဇာဝိသမလောဘသည်စိတ်ကိုညစ်အောင်လုပ်တယ်ဗျာပါဒကောဒယံညိုးဖွဲ့ခြင်းဥပနာဟဆိုတာသည်စိတ်ကိုညစ်အောင်လုပ်တယ်မက္ခကျေစုကံခြင်းပလာတဂုံပြိုင်ခြင်းဆိုတာသည်စိတ်ကိုညစ်အောင်လုပ်တယ်ဟုတ်လားပြီးတော့ကြံသေးတယ်ဗျဥစဉ်မိတ်သွားတယ်ထံဘခက်ထန်ခြင်းဆိုတဲ့တရားရဲ့တာရံဘချုပ်ချယ်ခြင်းဆိုတဲ့တရားရဲ့ဟာစိတ်ကိုညစ်အောင်လုပ်တယ်တဲ့ဒါလူတွေမှာသိပ်ဖြစ်တယ်နော်
ကိုအခိုင်အမာပေါ့ခေါင်းမော့ပြီးတော့တိုင်ကြီးတိုင်လို့ထောင်ကြီးနေတယ်တင်းကြီးနေတယ်အဲ့ဒါပါလေထံပါခက်ထန်ခြင်းတဲ့အဲ့ဒါစိတ်ကိုညှဉ်းနှွမ်းစေတယ်နောက်တာရံပါတဲ့ချုပ်ချယ်ခြင်းသူများကိစ္စကိုဝင်းပြီးတော့ပါခြင်းတာစွတ်ဖက်ခြင်းတာပေါ့နော်ဒီလိုမလုပ်နဲ့ဟိုလိုလုပ်အမျိုးမျိုးပါဇက်ကပြောလို့မရရင်စိတ်နဲ့တော့အ ਨੇ ဆုံးမလုပ်နေလေဝင်ပြီးတော့စွတ်ဖက်နေတယ်အဲ့ဒါပါလေချုပ်ချယ်တာအဲ့ဒါမျိုးသည်စိတ်ကိုညှဉ်းနှွမ်းသေးတယ်အိတ်တာမစ္စရိယဟုတ်လားမာယာတာထေယဓမ္မတာရံပမာနအတိမာနမဒပမာဒရှင်မှုချင်းမေးလျော့ခြင်းအဲ့ဒီတရားတွေဟာဒကာမတို့ဦးဇင်းတို့ရဲ့စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်နေတာတဲ့ဒါဦးဇင်းကကြည်ကြည်ပြန့်ပြန့်လေးပြောလိုက်တာနော်အဲ့ဒီညှဉ်းနှွမ်းကြောင်းတရားတွေမရှိအောင်ကြိုးစားရင်စိတ်ဟာဖြူစင်လာမယ်ဖြူစင်သောစိတ်သည်ကောင်းသောဘဝကိုပေးမယ်ဖြူစင်သောအဝတ်ကိုကြိုက်တဲ့အယောင်ဆိုးလို့ရတယ်လို့မျိုးညှဉ်းနှွမ်းသောစိတ်သည်ဆိုးတဲ့ဘဝကိုပေးမယ်ညှဉ်းနှွမ်းတဲ့အဝတ်ကိုကြိုက်တဲ့အယောင်ဆိုးလို့မရတယ်လို့မျိုးသူပေါက်ချင်တဲ့အယောင်ပေါက်သွားမှာပဲလေပင်ကိုအဝတ်ကြီးကဘာဖြစ်နေတာလဲညှဉ်းနေတာကိုဟုတ်လားဒါကြောင့်ဒုတိယနံပါတ်1စိတ်ကိုဖြူအောင်ကြိုးစားရမယ်အဲ့ဒါလဲဘာဝနာနဲ့ကင်းပြီးတော့မဖြစ်နိုင်ဘူးဟုတ်လားသမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ယခုနကဥစဉ်ပြောခဲ့တဲ့ညှဉ်းနှွမ်းကြောင်းတရားတွေကိုဖယ်ရှားမယ်ဆိုရင်စိတ်ဟာဖြူလာလိမ့်မယ်ဟုတ်လားဟေးနောက်နံပါတ်3စိတ်ကိုကြည်အောင်လုပ်ရမယ်တဲ့ဘာဖြစ်အောင်လုပ်ရမယ်စိတ်ကိုကြည်အောင်လုပ်ရမယ်ဆိုတာကိုဦးဇင်းတို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်မှာလာတဲ့စကားလေးကိုယူပြီးတော့ပြောပြတယ်မြတ်စွာဘုရားဟောတယ်တစုံတယောက်သောမျက်စိအမြင်ကြည်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ရေကန်ကြီးတကန်ရဲ့ကမ်းပေါ်မှာရက်ပြီးတော့နေတယ်ဒါပေမဲ့အဲ့ဒီရေကန်ကြီးကလေတွေတိုက်လို့ဘောင်မင်းတွေခတ်နေတယ်ပြီးတော့ရေတွေကလည်းနောက်ကြည့်ပြီးတော့နော်အနေတွေလည်းထားပြီးတော့အဲ့ဒါလို့ရေကဝါသလိုလိုနီသလိုလိုနဲ့နောက်ကျူပြီးတော့ဘောင်မင်းတွေခတ်လှိုင်းတွေထနေတယ်ဆိုရင်အဲ့ဒီရေထဲမှာရှိတဲ့ကြောက်သွားတွေခရုတွေကြောက်စရစ်ခဲတွေငါးတွေလိတ်တွေကိုမြင်နိုင်မှမလားတဲ့မမြင်နိုင်ဘူးဘာဖြစ်လို့လဲရေကနောက်ကျူနေလို့ဟုတ်လားရေကနောက်ကျူနေလို့ရေထဲမှာရှိတဲ့အရာကိုလုံးဝမမြင်နိုင်ဘူးဝါသလိုလိုနီးသလိုလိုအယောင်ကြီးကိုပဲမြင်ရမယ်ဟုတ်လားအဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားကဥပမာပေးတာဧဝမေဝခောဤအတူသာလျင်အာဝိလေနစိတ်တေနညှဉ်းနှွမ်းသောစိတ်ဖြင့်အတ္တမိမိရဲ့အကျိုးရှိဝါကိုညတ္တိတိသိမြင်ရလိမ့်မယ်ဆိုတဲ့ဣဒံဌာနဤအကြောင်းသည်နဝိဇ္ဇတိမရှိနိုင်ဘူးရေတွေကနောက်ကျနေလို့ရှင်ရေထဲမှာရှိတဲ့အရာကိုမမြင်ရသလိုမျိုးနော်စိတ်တွေကနောက်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကျိုးရှိရာရှိကြောင်းကိုဘယ်လိုမှမမြင်နိုင်ဘူးမသိနိုင်ဘူးတဲ့သူတစ်ပါးရဲ့အကျိုးရှိရာရှိကြောင်းကိုလည်းဘယ်လိုမှမသိနိုင်ဘူးမမြင်နိုင်ဘူးတဲ့နော်နောက်ပြီးတော့လူသားမှန်တွေသိဖို့ခက်ခဲတဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုလည်းဘယ်လိုနည်းနဲ့မှမမြင်နိုင်ဘူးတဲ့စိတ်နောက်ကြီးနဲ့တော့အဲ့ဒါတွေကိုမမြင်နိုင်ဘူးမြတ်စွာဘုရားကအဲ့ဒီဒေသနာမှာ၄မျိုးပြောတယ်ဗျနော်ရေနောက်နေရင်ရေထဲကအရာတွေကိုမမြင်ရသလိုမျိုးစိတ်နောက်နေရင်လည်းမမြင်ရမယ့်အရာ၄မျိုးရှိနံပါတ်1ကိုယ်ကျိုးမမြင်နိုင်ဘူးနံပါတ်2သူ့ရဲ့အကျိုးကိုလည်းမမြင်နိုင်ဘူးနံပါတ်3သူရောကိုယ်ရောနှစ်ပါးစုံတို့ရဲ့အကျိုးကိုလည်းမမြင်နိုင်ဘူးနံပါတ်4တကယ်မဲ့ညံဖူညံဆိုတဲ့တရားအထူးတရားမြတ်ကိုလည်းမမြင်နိုင်ဘူးတဲ့စိတ်ကနောက်နေလို့အဲ့ဒါကိုအဲ့ဒီပါဠိလေးတော်တော်ကောင်းတယ်နော်အာဝိလေနာစိတ်တေနာအဋ္ဌတံညတ္တိပရထံညတ္တိဥပယထံညတ္တိဥဒ္ဒရိဝါမနုဿဓမ္မအလမရိယညာဏတတနာဝိသေတံသစ္စေကရိတရိတိနေတံဌာနဝိသတိဘိခဝေယဟံတို့ဧဝမေဝခောဤအတုသာလင်အာဝိလေနစိတ်တေနညင်နွမ်းသောစိတ်ဖြင့်အဋ္ဌတံမိမိရဲ့အကျိုးစီးပွားကိုညတ္တိတွေ့မြင်ရလိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းသည်နဝိသတိမရှိနိုင်ဘူးပရထံသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုညတ္တိသိမြင်ရလိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းသည်နဝိဇ္ဇတိမရှိနိုင်ဘူးဥပယထမိမိသူတစ်ပါးနှစ်ဦးသားတို့ရဲ့အကျိုးစီးပွားကိုသိမြင်ရလိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းတရားသည်လည်းပဲနဝိဇ္ဇတိမရှိနိုင်ဘူးဥတ္တရိဝါမနုဿဓမ္မလမရိယညာဏတတနာဝိသေတံ
လူသားမန်နေသိနိုင်ခဲ့တဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့တရားတို့တရားမြတ်ကိုသိနိုင်လိမ့်မယ်မြင်နိုင်လိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းဒီလည်းပဲနာဝိဇ္ဇတိမရှိနိုင်ဘူးစိတ်တွေကညစ်နေတဲ့အတွက်ကြောင့်နောက်နေတဲ့အတွက်ကြောင့်ဘာလဲတကယ့်အကျိုးစီးပွားအစစ်မှန်တွေကိုမသိနိုင်ဘူးတဲ့လူတယောက်ကတော့ကံပေါင်းမှာရက်နေတယ်ဒါပေမဲ့အဲ့ဒီကံကခုနကပြောတဲ့ကံမျိုးမဟုတ်ဘူးရေကကြီးပြီးတော့စိမ့်နေတယ်လေမတိုက်တော့ကြောင့်ရေမျက်နှာပြင်ကငြိမ်နေတယ်အဲ့ဒီတော့ရေထဲမှာသွားနေတဲ့ငါးလေးတွေကိုလည်းမြင်ရတယ်ကြောက်စတဲ့ခဲတွေကိုလည်းမြင်ရတယ်အိုချံပဲ့တွေတဲ့ရောက်သွားတွေတဲ့ဘုရားကတော့စေတနာနဲ့မေတ္တာနဲ့တိတိကျကျပြောတယ်နော်အေးရောက်သွားတွေတဲ့အိုချံပဲ့တွေတဲ့အဲ့ဒါတွေကိုလည်းရေကနေအပေါ်ကနေကြည့်လိုက်တော့ဗာလဲဒူးရိုးပေါက်ကြီးပြီးတော့နေတာဆိုတော့မြင်နေရတယ်ဟုတ်လားအဲ့ဒါလိုပဲတဲ့ကြည်လင်တဲ့စိတ်နဲ့ဆိုလို့ရှိရင်တော့တနည်းအားဖြင့်မနောက်ကျတဲ့စိတ်နဲ့ဆိုရင်တော့ကိုယ့်ရဲ့အကျိုးစီးပွားရှိရာရှိကြောင်းကိုလည်းချမ်းသာရာချမ်းသာကြောင်းကိုလည်းမြင်တယ်သူများရဲ့အကျိုးစီးပွားကိုလည်းမြင်တယ်နှစ်ဦးသားတို့ရဲ့အကျိုးစီးပွားကိုလည်းမြင်တယ်နိဗ္ဗာန်ကိုလည်းမြင်တယ်တဲ့အနာဝိလေနာစိတ်တေနာအထတံညတ္တိအနာဝိလေနာမညင်နွမ်းသောစိတ်တေနာစိတ်ဖြင့်အထထမိမိရဲ့အကျိုးစီးပွားကိုညတ္တိတိသိမြင်ရလိမ့်မယ်ဆိုတဲ့ဧတံဌာနဤအကြောင်းတရားသည်ဝိဇ္ဇတိထင်ရှားစွာရှိနေပါ၏စိတ်ကမနောက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အကျိုးစီးပွားကိုမြင်ကိုမြင်တယ်နော်စိတ်ကလေးကြည်တာနဲ့လောကကြီးရဲ့အကျိုးရှိရာရှိကြောင်းကိုလည်းမြင်တယ်နောက်ဆုံးတရားဓုတရားမြတ်ကိုလည်းမြင်တယ်ဒါကတော့နောက်ဆုံးကိုပြောလိုက်တာနော်တရားဓုတရားမြတ်မရခင်မှာလည်းပဲငါစိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲစိတ်မဆင်းရဲအောင်ဘယ်လိုလုပ်ရမလဲဟောလောကီလိုပြောမယ်ဆိုရင်တော့စီးပွားရေးဘယ်လိုလုပ်ရမလဲဆက်ဆံရေးဘယ်လိုလုပ်ရမလဲကျန်းမာရေးဘယ်လိုလုပ်ရမလဲကောင်းတာမှန်သမျှအကုန်လုံးမြင်တယ်နော်စိတ်ကနောက်နေရင်ကောင်းတာမှန်သမျှလောကီလိုလည်းမမြင်ဘူးလောကုတ္တရာလို့ဆိုတော့ပို့ပြီးတော့ဝေးရောဟုတ်လားဒကာမကြီးများဒါကြောင့်အရေးကြီးတယ်ဒီတရားလေးဟုတ်လားဒကာကြီးမကြီးများစိတ်နောက်နေရင်ဘာမှကောင်းတာမမြင်ရတော့ဘူးစိတ်ကြီးနေရင်တော့ကောင်းတာတွေအကုန်လုံးမြင်ရတယ်ဒါကြောင့်မိမိရဲ့စိတ်ကလေးကိုကြည်အောင်ကြိုးစားဖို့မလိုဘူးလားအေးအဲ့တော့နောက်အောင်လုပ်တာကဘာတွေတော့ဟောလာပြန်ပြီနော်စောတော်တုန်းကအဝတ်ကလေးကိုညစ်နေတယ်တဲ့ကြိုက်တဲ့အယောင်ဆိုးမရဘူးတဲ့ညစ်အောင်လုပ်တာကဘာတွေတုံးဆိုဥစဉ်အများကြီးပြောခဲ့တယ်နော်တာရမတို့ထံမတို့မာနတို့အတိမာနတို့ခုနပြောခဲ့တယ်နော်အခုစိတ်ကိုနောက်အောင်လုပ်တာကြတော့ဘာလဲတဲ့အဲ့ဒါကိုဥစဉ်တို့တက္ကရာဆရာကြီးကဘယ်လိုဖွင့်လဲဆိုတော့စိတ်ကိုနောက်အောင်လုပ်တာကတော့နိဝရဏတရား၅ပါးပဲတဲ့ဘာတဲ့တော့နိဝရဏတရား၅ပါးပဲတဲ့နံပါတ်1ကာမိသန္တာနိဝရဏအာယုန်နေကာမဂုဏ်အာယုန်နေအစင်းနေအတန်နေအနတ်နေအရာသာတွေအတွေ့အထိတွေဒီလိုတွေသိတယ်နော်အဲ့ဒါတွေကိုလိုချင်မမောနေရင်အဲ့ဒါကာမိသန္တာနိဝရဏမြင်ကျင်လိုက်တာကြည်ကျင်လိုက်တာဆန္ဒတွေဖြစ်နေတာနော်ဘာဆန္ဒလဲမြင်လိုတဲ့ဆန္ဒကြားလိုတဲ့ဆန္ဒနမ်းလိုတဲ့ဆန္ဒစားလိုတဲ့ဆန္ဒထိလိုတဲ့ဆန္ဒဟုတ်လားအဲ့ဒါဒီကာမိသန္တာအဲ့ဒါဒီစိတ်ကိုနောက်အောင်တနည်းအားဖြင့်စိတ်ရဲ့ကြည်လင်မှုလေးကိုဖြည့်ဆည်းပြလိုက်တဲ့သဘောတရားတစ်ခုနော်နောက်ပြီးတော့ဗျာပါဒာနိဝရဏစိတ်ထဲမှာတစုံတစ်ခုသောအကြောင်းကြောင့်မကြည်မနှက်ဖြစ်နေတယ်မတင်မကျဖြစ်နေတယ်မကြည်မလဲဖြစ်နေတယ်အဲ့ဒါပါလေဒေါသအဲ့ဒီဒေါသကိုဗျာပါဒာနိဝရဏတဲ့စိတ်ကိုမကြည်အောင်စိတ်ကိုနောက်အောင်စိတ်ရဲ့ကြည်လင်မှုကိုဖြည့်ဆည်းပြလိုက်တာသိသိတာပါတယ်မေတ္တာလေးကြောင့်တော့၎င်းကိုယ့်ရဲ့တစုံတစ်ခုသောအေးချမ်းမှုလေးကြောင့်စိတ်ကလေးကြည်ပြီးတော့ချမ်းသာနေတဲ့အချိန်မှာဒေါသဖြစ်เสียတစုံတရာကျုံးလာရင်တခါတည်းကိုပြောင်းလဲသွားတယ်စိတ်တွေနောက်သွားလိုက်တာစိတ်နောက်တာနဲ့တပြိုင်နက်တည်းမျက်နှာမှာလည်းပဲနောက်တဲ့အမူအရာတွေပေါ်လာတယ်ဟုတ်လားဒါကြောင့်ဒုတိယစိတ်ကိုနောက်အောင်လုပ်တာကဗျာပါဒာနိဝရဏနောက်တတိယလုပ်တာကထိနာမိဋ္ဌနိဝရဏအိတ်ချင်ငိုင်မြည်ခြင်းလို့အကြံဉာဏ်ပြောတာပေါ့နော်ဒါပေမဲ့လို့စိတ်စေတသိက်တို့ရဲ့ထိုင်မိုင်းပြင်းရည်ခြင်းလေးတွေ့ခြင်းအစွမ်းတုံခြင်းလို့ပြောကြပါစို့အဲ့ဒီအချိန်မှာဘာမှမလုပ်လိုက်နိုင်ဘူးကိုယ့်ရဲ့မျက်ခုံကလေးကိုတောင်ကိုမမနိုင်တော့ဘူးဟုတ်လားဒကမကြီးများဘာကူမှလည်းစိတ်မဝင်စားဘူးအဲ့ဒီအချိန်မှာအကောင်းဆုံးဖြစ်မယ်ထင်တာကတော့အိတ်ပြစ်လိုက်ဖို့ပဲအိတ်နေတာကိုဘဝရဲ့မြုံတဲ့အချိန်လို့ဘုရားကဟောတယ်နော်အေးအိတ်ဖို့အတွက်ထိနာမိတ်တာမဖြစ်ဘဲနဲ့အိတ်လို့ရပါမလားအေးဒါတော့ယဟန္တာတွေကိုတော့ကျင်ထားပေါ့နော်ဟုတ်လားအေးပုထုဇဉ်တွေမှာတော့ထိနာမိတ်တာဥရှိပြီးတော့အိတ်သွားတာပါပဲဟုတ်လား
အဲ့ဒါလို့စိတ်စေတသိက်တို့ရဲ့အစွမ်းတုံခြင်းထိုင်းမိုင်းပြင်းရည်လေးကန်ခြင်းအဲ့ဒါထောင်ကြခြင်းနဲ့တူတယ်လို့တောင်မှဘုရားကဟောတယ်ထောင်ထဲမှာနေရင်အဲ့ဒီထောင်ထဲကထွက်လို့မရဘူးလေဟုတ်လားအဲ့ဒါလိုပဲထိုင်းမိုင်းပြင်းရည်ခြင်းဖြစ်လာလို့ရှိရင်အကျိုးရှိတာဘာမှထွက်လို့မရတော့ဘူးအဲ့ဒီအချိန်ကြမှာတော့ဘာမှကိုတကယ်ကိုအကျိုးရှိတာလုပ်လို့မရဘူးဒါကြောင့်သူသည်လည်းပဲစိတ်ကိုနောက်ကျအောင်ပြုတဲ့တရားတစ်ခုဘယ်နှခုရှိသွားပြီ၃ခုရှိသွားပြီနောက်ဥဒိစ္စကုတ်ကုတ်ဆာနိဝရဏတဲ့နော်ဥဒိစ္စဆိုတာကပြန့်လွင့်တာတောင်စင်စီမရတွေးနေတာတခါတလေပြန့်လိုက်တာဘယ်လောက်ထိပြန့်လို့ဆိုတော့ဘာတွေတွေးလို့တွေးမှန်းကိုမသိဘူးတကယ်ကိုမသိဘူးနော်ဒကမာကြီးတွေဥစဉ်ကနီးလေးပေးလိုက်ခြင်းတယ်ဗျတခါတလေကိုဖြတ်ပြီးတော့ပြီးခဲ့တဲ့9မိနစ်ကငါဘာတွေများတွေးနေတာလို့စဉ်းစားကြည့်ပါလားခေါင်းတွေတောင်ခြားခြားလဲသွားလိုက်အောင်မယ်မသိတာကများတယ်အဲ့တော့အဲ့လောက်ထိစိတ်ဟာပြန့်နေတာဘယ်သွားလို့သွားမှမသိတော့အောင်ဆိုးတဲ့သားသမီးတယောက်လိုပဲအလဲလွန်းနေတာမင်းဘယ်သွားတာတော့ဘယ်သွားမှန်းကိုမသိဘူး။ကဲဆိုးလိုက်တာနော်ကျမ်းဂန်တွေကတော့ဥပမာနဲ့ပြောတယ်ဟိုပြာပုံနုနုလေးကိုကြောက်ခဲနဲ့ထုလိုက်တော့ထောင်းကနေထသွားတယ်ဟာအမွှေကလေးတွေလို့ပြန့်သွားတာနော်အဲ့ဒါပါလေဥဒိစ္စတွေးကြင်ရတွေးနေတာအရေးကြီးလို့လည်းမဟုတ်ဘူးအရေးမကြီးဘူးလို့လည်းမဟုတ်ဘူးဒီလိုပဲတွေးမိတွေးရအကျင့်ကြီးပါပြီးတော့တွေးနေတာပဲအကျိုးမဲ့တာတော့သိကြတယ်အဲ့ဒါပါလေဥဒိစ္စကုတ်ကုတ်ဆဆိုတာကနောင်တနဲ့ပူပန်တာငါမကောင်းတာတွေလုံးမိပြီမကောင်းတာနဲ့ပတ်သက်ပြီးတော့နော်ငါကောင်းတာတွေမလုံးရသေးဘူးကောင်းတာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတကယ်လဲထလှုပ်တာလည်းမဟုတ်ဖ ೇನೆ ပူယုံတက်ပူးနေတာအဲ့ဒါပါလေနောင်တကုတ်ကုတ်ဆနော်အဲ့ဒီဥဒိစ္စကုတ်ကုတ်ဆသည်စိတ်ရဲ့နောက်ကျခြင်းတစ်မျိုးစရုထတရား၅ခုမြောက်ကဘာများဖြစ်မယ်ထင်နော်ဝီစီကိစ္စနော်မဆုံးဖြတ်နိုင်ဘူးတန်တရားတော်ထဲမှာခြားခြားလဲနေတာမဝီခွဲနိုင်ဘူးနော်ဖះအကြောင်းတွေးလိုက်လဲခက်ရှုပ်ရှုပ်ပဲစိတ်ထဲမှာသိမရှင်းဘူးဟုတ်မှဟုတ်ရဲ့လားဘယ်သူကများဖះကိုတိတိကျကျသိတာတော့မှီတာတော့တရားကတကယ်လားရှုပ်နေတာပဲသူ့စိတ်ထဲမှာဒါမြင့်မင်းမယုံဘူးလားဆိုမယုံဘူးလဲ तू မလုပ်ရဲဘူးအဲ့လိုလဲမလုပ်ရဲဘူးဟင်ဒီကမာကြီးများဟင်အဲ့တော့ယုံသလားဆိုတော့လဲမယုံဘူးလားဆိုတော့လဲမဟုတ်ဘူးမယုံမရဲနော်စိတ်ထဲကမယုံတော့ရဲလဲမရဲဘူးမတင်မကြကြီးတကယ်တိုးလို့တန်တန်ကြီးပြစ်ထားတာအဲ့ဒီစိတ်ကတော်တော်ခွာကြတယ်အဲ့ဒါပါလေဝီရှိကိစ္စအဲ့ဒါကဦးဇင်းတို့တရားပိုင်းဆိုင်ရာမှာရှိတာမဟုတ်ဘူးဗျနော်တရားပိုင်းဆိုင်ရာရှိတာကတော့တကယ်ဝီရှိကိစ္စအစ်စ်ပေါ့နော်ဒီပြင်ကိစ္စတွေမှာတောင်မှဝီရှိကိစ္စဖြစ်နေရင်စိတ်ကတော့ဆင်းရဲတာအမှန်ပဲနော်မတင်မကြကြီးမပြတ်မသားကြီးမဆုံးဖြတ်နိုင်ဘူးဟုတ်လားအဲ့ဒါလို့ယရဏမြတ်သုံးပါးနဲ့တကွာကံကံရဲ့အကျိုးကိုမယုံဘူးလည်းမဟုတ်ဘူးယုံတယ်လည်းမဟုတ်ဘူးဟိုမရောက်ဒီမရောက်အဲ့ဒါလို့မျိုးကြီးမဆုံးဖြတ်နိုင်တာကိုစိတ်ရဲ့ပြင်စမမြောက်ညင်ညူကြောင်းတရားကျမ်းဂန်တွေထဲမှာတော့လမ်းနှစ်ခွနဲ့ဥပမာပေးတယ်ဟိုသွားရမှလို့ဒီသွားရမှလို့အဲ့ဒါလို့ငေးနေတုံးနောက်ကလူဆိုးတွေရဲ့နှိမ့်ဆက်ခြင်းကိုခံရလို့ဒုက္ခရောက်ရတဲ့လမ်းနှစ်ခွရှေ့မှာရက်နေတဲ့ခရီးတွေနဲ့တူလို့ဝီရှိကိစ္စကိုလမ်းနှစ်ခွလို့ပြောတယ်ဒီဒေသနာတော်မှာတော့ဝီရှိကိစ္စသည်စိတ်ကိုနောက်ကျစေတယ်လို့ပြောတာဟုတ်လားဒါကြောင့်စိတ်ကိုကြည်ခြင်းတယ်ဆိုရင်စိတ်ကိုနောက်စေတတ်တဲ့အရာတွေကိုဘာလို့ရမလဲဖယ်ရှားရမယ်နောက်စေတတ်တဲ့အရာသည်နိဝရဏတရား၅ပါးဒီနေရာမှာတော့စိတ်နောက်ကြောင်းတရားလို့ဟောတယ်တချို့နေရာတွေမှာကြတော့စိတ်ကိုအမှန်တရားနဲ့မိမိရဲ့ကြားမှာမမြင်အောင်ဖုံးကွယ်ထားတဲ့အပိတ်အပင်အတားအဆီးအကာအကွယ်လို့လည်းဟောတာရှိသေးတယ်နိဝရဏဆိုတဲ့ပါဠိရဲ့ဓာတ်ရဲ့အဓိပ္ပာယ်ကပိတ်ပင်ခြင်းတားဆီးခြင်းကာကွယ်ခြင်းမမြင်ရအောင်ဖုံးလွှမ်းခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားထားပါတော့အဲ့တော့ဦးဇင်းတို့တတိယပြောလိုက်တာကဘာလဲစိတ်ကိုကြည်အောင်လုပ်ရမယ်ဟုတ်လားစိတ်ကြည်ပြီဆိုရင်ကိုယ်ကျိုးစီးပွားကိုလည်းမြင်တယ်သူတစ်ပါးရဲ့ကျိုးစီးပွားကိုလည်းမြင်တယ်နောက်ဆုံးအထွတ်အထိပ်ကိုပြောလိုက်မယ်နိဗ္ဗာန်ကိုတောင်မြင်တယ်ကြံတာဆိုတာအသေးအမွှားပါဟုတ်လားဒါကြောင့်ဘေးတပ်ပေါင်းသူတော်တို့စိတ်ကြည်ဖို့မလိုဘူးလားစိတ်ကြည်ဖို့ဆိုရင်စိတ်ကိုနောက်အောင်ပြုစားတတ်သောနိဝရဏတရား၅ပါးကိုဖယ်ဖို့လိုတယ်ဖယ်မယ်ဆိုရင်ဖယ်เสียတရားရှိရမယ်အဲ့ဒါဒီလည်းပဲသမထဘာဝနာဝိပဿနာဘာဝနာဒီပင်ဖြစ်တယ်ဟုတ်လားဒါကြောင့်စိတ်ကိုနံပါတ်1လုံအောင်လုပ်ရမယ်နံပါတ်2စိတ်ကိုဖြူအောင်လုပ်ရမယ်
နံပါတ်3စိတ်ကိုကြည်အောင်လုပ်ရမယ်ဘာပြုလို့လဲဆိုတော့မလုံသောစိတ်မဖြူသောစိတ်မကြည်သောစိတ်သည်တရားဓမ္မဆိုဦးဇင်းတို့ဒါမှမဟုတ်လောကကြီးတစ်ခုလုံးကိုအကြီးအကျယ်ဒုက္ခတွေပေးနေတာဟုတ်လားတရားဓမ္မဆိုဦးဇင်းတို့ကိုလည်းပဲကိုယ့်ရဲ့အဲ့ဒီစိတ်တွေကပဲအကြီးအကျယ်ဒုက္ခပေးနေတာဘယ်သူကမှလာပြီးတော့ဒုက္ခပေးတာမဟုတ်ဘူးเนาะကိုယ့်ရဲ့စိတ်တွေကအတွေးတွေအမျိုးမျိုးဖြစ်အောင်ဖန်တီးတယ်အဲ့ဒီအတွေးတွေကနေပြီးတော့ကာယကံတွေဝစီကံတွေထင်တယ်လို့ပြောတယ်ထင်တယ်လို့လုပ်တယ်တကယ့်ကိုမှထင်တယ်လို့မှထင်တယ်လို့ကြီးထင်တယ်လို့လုပ်ပြီးတော့ထင်တယ်လို့ဖြစ်ကြတာပါပဲဟုတ်လားဒါကလည်းဓမ္မရဲ့နိယာမကမ္မရဲ့နိယာမလောကရဲ့နိယာမဟုတ်လားအေးဒါကြောင့်တကယ့်အရေးအကြီးဆုံးတရားသည်လောကမှာစိတ်ဖြစ်တယ်လို့နားလည်ပြီးပြီနော်အဲ့ဒီစိတ်ကိုလည်းပဲဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းတွေကိုလည်းဦးဇင်းတို့ပြောလို့ပြီးပါပြီဟုတ်လားဒါကြောင့်တရားကောင်းစဉ်ကဗါတဲ့တော့စိတ်တို့ဤအစွမ်းတဲ့ဟုတ်လားပြန်ပြီးတော့ဦးဇင်းတို့ရဲ့တရားလေးကိုပြန်ချုပ်မယ်နော်စိတ်တည်ပင်လည်းလောကကြီးကိုဆောင်းနေတယ်စိတ်တည်ပင်လည်းလောကကြီးကိုတရွတ်တိုက်ပြီးတော့သူ့နောက်ကိုမပါအောင်ဆွဲငင်ပြီးတော့ယူဆောင်သွားတယ်စိတ်ရဲ့အလိုကိုပဲတတ္တဝါတွေအားလုံးလောကကြီးတစ်ခုလုံးဟာလိုက်ရတယ်ဟုတ်လားကံသုံးပါးထဲမှာမနောကံဒီသာလင်အပြစ်အကြီးဆုံးဖြစ်တဲ့မကောင်းတဲ့နေရာမှာကောင်းတဲ့နေရာမှာလည်းပဲမနောကံဒီသာလင်အထွတ်ထိပ်ဖြစ်တယ်ဟုတ်လားဒါကြောင့်ဒီစိတ်ကောင်းရင်ကံသုံးပါးကောင်းတယ်ကံသုံးပါးကောင်းရင်မိမိရဲ့ဘဝကောင်းလိမ့်မယ်နော်စိတ်မကောင်းရင်ကံသုံးပါးမကောင်းနိုင်ဘူးကံသုံးပါးမကောင်းရင်မိမိဘဝမကောင်းနိုင်ဘူးဒါကြောင့်ဒီလောက်အရေးကြီးတဲ့စိတ်ကိုနံပါတ်1သမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်လုံအောင်လုပ်ရမယ်ဖြူအောင်လုပ်ရမယ်ကြည်အောင်လုပ်ရမယ်ဒါဦးဇင်းတို့ပြောလိုက်တဲ့တဏှာကြီးခွဲအတွင်းမှာပြောတဲ့တရားရဲ့အနှစ်ချုပ်ပါဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့စိတ်တို့ဤအစွမ်းဆိုတဲ့အတိုင်းအစွမ်းထက်သောစိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်ပြုပြင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်းလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့အဆုံးသတ်ရအောင်နော်ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုံမာကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာထာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းနာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့စုစုတော်တာဘာဖျက်ရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမကထံ၄ယောက်ပလတံ၄ယောက်ဆိုသောရှေယောတော်ရိယာသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း